ညရကောင်ရန်ချင်းတုတ်တန်ဥကလေးထံတွင်ထိုးတန်းများစုညံနေလေတယ်။လာမညဖြစ်တဲ့ဖြင့်ပေါင်းဝန်းကျင်ကလည်းမှောင်မဲနေလေတယ်။တုတ်တန်ကလေးတဲ့တွင်တော့ဥက္ကုများကထိုးထိုးထောင်ထောင်နဲ့ငြိမ်သက်စွာတည်ရှိနေကြတယ်။တို့မဲ့စုညံသည့်အတန်ကြီးတစ်ခုသည်ညရကောင်ရန်တိတ်ဆိတ်နေတော့တုတ်တန်ကြီးကိုဖုံးလွှမ်းနေလေတယ်။တိတ်ချကြည့်လိုက်ပါကဖြောင်းနိုင်ပြီးလက်လက်နဲ့လူသုံးအလုတ်များနေတွေကိုတွေ့နိုင်ပြီ။လင်ကောင်ပိုးငယ်တစ်ကောင်ကတုတ်တန်ပေါ်မှာဖြတ်တန်းသွားကအော်ဒန်ပေးလိုက်တယ်။ဟာကွာဒီငှက်ဆိုးကတမောက်ပေါက်ပြားဖြင့်မြေကြီးများကိုတူးဖော်နေသည့်သူတစ်ယောက်ကညှိသွားလိုက်တယ်။ဟဲ့ကောင်ဘူးဒီဘာမှမဖြစ်နဲ့မင်းလုပ်เสียရှိတာဆက်လုပ်ဘူးဒီဆိုသူအားအင်းကြီးနဲ့အောင်ဝစ်စင်ထားသည့်သူကဆက်ပြောလိုက်တယ်။ထိုသူကထိုသုံးထဲတွင်ဆရာဖြစ်ပုံရတယ်။ထိုသူကပါဇက်မှပွားစီနဲ့မန်နန်များကိုရွတ်ဖတ်နေလေတယ်။ကျန်တဲ့သူနှစ်ဦးကတော့အုတ်ကူဟောင်းကြီးတစ်ခုကိုဖြိုဖျက်ပြီးနောက်ထိုအောင်မှမြေကြီးများကိုဆက်တူးနေကြလေတယ်။ဖြောင်းနဲ့သုံးနိုင်ထွန်းညှိထားပြီးလာမညအမောင်ကိုကာဝယ်ယူဟာသူတို့တိတ်တိတ်တူးဖော်နေကြခြင်းဖြစ်တယ်။ဆရာကြီးသူ့ဖက်ရစာကိုဆရာကြီးဘယ်လိုလုပ်ထားလဲ။အေးသူတို့ငွေတရားပေးပြီးတော့ရှောင်ခိုင်းထားတယ်။သူတို့လည်းငွေများများရတာဆိုတော့ညနေဆောင်ကလေးကတုတ်တန်ကထွက်သွားကြပြီကွာ။1980ခုနှစ်ဝန်းကျင်ကငွေတရားမှာအလွန်နေသည့်ပမာဏတော့မဟုတ်ဘူး။ဒါနဲ့ဆရာကြီးကျွန်တော်တို့ရှာနေတာဘာပစ္စည်းလဲ။ဆရာကြီးကထိုးလို့မေးသူအားမျက်စောင်းထိုးလိုက်နေတယ်။မင်းတို့လည်းမဆိုင်ဘူး။ဒါပေမဲ့ငါပြောနေတာကတော့ရဖိုးတန်တဲ့ပစ္စည်းတစ်ခုပဲ။ရှင်ငွေရတနာတွေတော့မဟုတ်ဘူး။မင်းတို့ငါခိုင်းတဲ့တိုင်းသာလုပ်ပါ။ကိစ္စအောင်မြင်မင်းတို့ကိုတယောက်900ပေးမယ်ဟုတ်ပြီလား။ဟုတ်ကဲ့ပါဆရာကြီး။အေးဒါပေမဲ့မင်းတို့ကိုတစ်ခုမှာထားရအောင်မယ်။မင်းတို့ဘာပဲဖြစ်ဖြစ်ဘာပဲကြုံရငါရှိတယ်။ငါဖြည့်ရှင်းပေးမယ်။ဒါပေမဲ့မင်းတို့ငါသားထားတဲ့စီဝိုင်းစီနေကနေတော့ပြီးမထွက်ကြနဲ့။စီးပေါက်သွားလိမ့်မယ်နားလေလား။သူဖော်နေသည့်လူနှစ်ယောက်ကခေါင်းကိုပြန်လူညှိလိုက်ကြတယ်။ထို့နောက်သူတို့ဒီအရက်တလုံးကိုတယောက်တုံလုံးစီမောတော့လိုက်ကြပြီးဆက်လက်တူးဖော်နေကြတယ်။ဆရာကြီးဆိုသူကတော့မတ်တက်နေပြီးသူတို့နားမလည်သည့်ဘာသာများကိုရုပ်ဖတ်နေလေတယ်။မကြီးတော့တုတ်တန်ဒီရွာ900အုံပြူသည့်တုတ်တန်တစ်ခုဖြစ်သည်။ရွာ900ရမကနေနာမြို့ငယ်ကလေးမှငွေကြေးမတက်နိုင်ကြသူများပါလာရောက်မြုပ်နှံကြတဲ့ဖြင့်တုတ်တန်မှာတော်ပင်ကျေဝန်းနေပြီဖြစ်တယ်။တန်နိုင်သူများကအုတ်ကူများပြုတ်လောက်ကမြုပ်နှံကြတယ်လို့မတတ်နိုင်လူများကတော့ရှင်းဒီအတိုင်းဖြားဖြင့်လှိပ်ပြီးမြုပ်နှံကြလေတယ်။ယခုဒေတာတွေမိတိကျိုဆက်မရှိတဲ့ဖြင့်မိတိကျိုလေးမရှိကြ။သူရင်6ပေခန့်အနေရောက်တော့မှပိုလီဆိုသူကမြေကြီးအောက်တွင်မာကျော်ရီအရာတစ်ခုကိုစမ်းမိလိုက်တယ်။ဆရာကျွန်တော်တို့ရှာနေတဲ့ပစ္စည်းတွေ့ပြီထင်တယ်။ထို့တော့မြေကြီးကိုပေါက်တူးလေးဖြင့်အတာမွားကတူးလိုက်ကြတယ်။မြေကြီးအောက်တွင်တော့တန်တစ်တာအသေးလေးတစ်လုံးပေါ်ထွက်လာတယ်။နှစ်တွေမြများကြာနေပြီမသိ။တန်တစ်တာကလေးကတန်ကြီးများကိုက်ပြီးအလွန်ပြက်စီးနေလေတယ်။ငါမှန်းတာမှန်ခဲ့ရင်ဒီထဲမှာကျွန်းတစ်တာကလေးတစ်လုံးထပ်ပြီးရှိရမယ်ထင်တယ်။တန်တစ်တာလေးကိုတူးထားသည့်ကျင်းနှကမ်းပေါ်သို့ပြည့်တင်လိုက်ပြီးနောက်ဘူးလေးနဲ့ချာမီသူတမသူပါကျင်းပေါ်သို့ခုန်တက်လိုက်ကြတယ်။ဆရာဆိုသူကလည်းအနာတို့ကတ်လိုက်ပြီးသုံးယောက်သားတန်တစ်တာကိုခေါင်းကြီးဆိုင်လိုက်ကြတယ်။အုတ်ဒီဖွင့်ကွာဒုက္ခအုံးကြီးဆိုသူကတစ်တာကိုပေါက်ပြားလေးဖြင့်အသာရိုက်လိုက်ရတစ်တာဖုံးလေးမှာကျွတ်ထက်သွားလေတယ်။ဆရာဖြစ်သူမှန်းနေတဲ့အတိုင်းပင်အတွင်းတွင်ကျွန်းတက်တာဖြင့်ပြုလုပ်ထားသောတစ်တာကလေးတစ်လုံးကိုတွေးလိုက်ရပြန်တယ်။ဆရာတပည့်3ယောက်ခေါင်းချင်းဆိုင်လိုက်ပြီးနောက်ထိုကျွန်းတက်တာကလေးကိုခတ်ထားသောတောကလောက်သေးသေးကိုရိုက်ဖွင့်လိုက်ကြပြန်တယ်။ကဲဖွင့်ကြကွာ။ဆရာဖြစ်သူကပြောလိုက်သည့်အခါတွင်အုံဒီကကျွန်းတက်တာကလေးကိုလက်နဲ့ကင်ထားလိုက်ပြီးနောက်ဘူဒီဆိုသူကထိုတစ်တာကလေးအဖုံးကိုဖွင့်လိုက်လေတယ်။ထိုအခါကျွန်းတက်တာကလေးဖွင့်သွားပြီးအတွင်းမှအခိုးငွေများထွက်လာကြကအဖုံးဖွင့်သူဘူဒီမျက်နှာကိုတဲတဲ့ရိုက်ခတ်သွားလေတယ်။ဘူဒီလည်းအစားတော့ဘာမှမဖြစ်သေးပေ။9မိနစ်ခန့်ကြာလာတော့မှဘူဒီမျက်နှာတစ်ခုလုံးရလာပြီးနောက်ကုတ်ဖက်ရလေတယ်။ထို့တော့မျက်နှာမှာသွေးစိမ်းများထွက်လာပြီးနောက်မျက်နှာရှိတားရီများရောင်ကိုင်းပြီးဖောင်းဖွာလာလေတယ်။ပြောင်းနိုင်ပြီးအောက်တွင်ဘူဒီမျက်နှာကြီးမှာမကောင်းဆိုးဝါးကြီးတစ်ကောင်ကဲတော့ပြောင်းလဲသွားလေတယ်။အာဆရာကဲပါဦးကျွန်တော်ဘာမှမမြင်ရတော့ဘူး။ဘူဒီကအော်ဟစ်ရင်လမ်းလျှောက်နေလေ။ဆရာနဲ့အုံနီဆိုသူလည်းဘူဒီရဲ့အဖြစ်ကိုအံ့အားသင့်စွာဖြင့်ကြည့်နေလိုက်ကြတယ်။ဟဲ့ကောင်ရက်နေမင်းကငါကုတ်ပေးမယ်မင်းရှောက်မသွားနဲ့စီဝိုင်းအပြင်ကိုမထွက်စေနဲ့အခိုက်အတန့်မှာပင်ဘူဒီဆိုသူကမြေပြင်တို့လဲသွားပြီးနောက်တွန့်လိန်နေတယ်ခဏကြာတော့တွန့်လိန်တာရက်သွားတယ်ဆရာကြီးကဘူဒီထံတို့ပြေးသွားပြီးနောက်ဘူဒီကိုစမ်းသပ်ကြည့်လိုက်တယ်ထို့နောက်တော့ခေါင်းကိုခါလိုက်တယ်ပေချာပြီကွခမညာအုံးကြီးကကြောက်ရွံ့သွားပြီးတုံလို့သွားလေတယ်ဆရာကြီးကဘူဒီနားမှာထားလိုက်တယ်ကောင်းတာပေါ့ကွာဒီကောင်တွေတော့သူ့ဝေစုပါမင်းရတာပေါ့မင်းကငါ1000ပေးမယ်ထိုးခါအုံးဒီမှာလည်းကြက်သိန်းများထားလာလေတယ်
ထုံတော့သူကဟိုတီကြည့်လိုက်ရမှာအနီးကြီးတစ်ပင်ကြီးတစ်ပင်အောင်စီတို့အကြည့်ရောက်သွားလေတယ်ဆရာဟိုမအုံဒီလက်ညှိုးထိုးပြသည့်နေရာကိုဆရာဖြစ်သူကလမ်းကြည့်လိုက်လေတယ်တစ်ပင်ကြီးနောက်ွယ်မှာအကောင်မဲမဲကြီးတစ်ကောင်ကတဖြည်းဖြည်းထွက်ပေါ်လာလေတယ်ထိုကောင်ကြီးမှလူနှစ်ယောက်အရက်ခန့်မြင်မာလေတယ်လူပုံစံလည်းမတွဲမကွဲတာမြင်ရလေတယ်ဟဲ့ကောင်မကြောက်နဲ့အသာနေစမ်းငါဆုံးမလိုက်မယ်ဆရာဖြစ်သူကပြောလိုက်ပြီးသူလည်းထားသည့်လွယ်ရီထဲမှာစေလုံးများကိုထုတ်လိုက်ပြီးနောက်ထိုကောင်ကြီးကိုပြစ်ထည့်လိုက်တယ်စေလုံးများကထိုကောင်ကြီးတဲတဲကိုထိမှန်သွားတော့လဲထိုကောင်ကြီးမှာဘာမှဖြစ်ပြီထိုကဆရာကြီးကစေးမုံများကိုထုတ်လိုက်ပြီးပက်ဖြန်းလိုက်ခါလက်ညှိုးထိုးပြီးမန္တတစ်ခုကိုရွက်လိုက်ပြန်တယ်ထိုကောင်ကြီးကဘာမှဖြစ်သေးသည့်အပြင်သူတို့နားတို့ဖြည်းဖြည်းကပ်လာလေတယ်ဘာမှမကြောက်နဲ့ဒီကောင်ကြီးဒုစီရင်ထားတဲ့စီးထဲကိုဝင်လို့မရပါဘူးကွဆရာကြီးကထိုးလို့ပြောရင်ခါထောက်ပြီးကြည့်နေလိုက်တယ်ထိုစဉ်အကောင်ကြီးကစီးဝိုင်းထဲကိုခြေတစ်ဖက်ဝင်လာပြီးဖြစ်တဲ့ဖြင့်အုံဒီလည်းလွန်ကြောက်လန့်သွားလေတယ်ထိုကအုံဒီကသူ့လက်ထဲကြီးကျွန်းသက်တာကလေးကိုကျွန်းထဲတို့ပြစ်ထည့်လိုက်ပြီးနောက်ဝဟိကတုတ်တံပြင်းတို့ပြေးထက်သွားတော့တယ်ဆရာကြီးလည်းစီးပြက်သွားပြီးဖြစ်တာကတကြောင်တဲကြီးကအနားတို့ကတ်လာဒီမို့ဆရာကြီးလည်းအခွင့်မသာတဲ့ဖြင့်ပြန်လှည့်ပြေးလေတော့တယ်ထိုကတုတ်တံထဲမှာတဲကြီးတီ၆ချားဖွယ်ရာအတန်ကြီးဖြင့်ဝဟိကရေမောလိုက်လေတော့တယ်ထိုကောင်ကြီးမှရေမောပြီးနောက်လူနှစ်ယောက်အတွင်တို့ပြောင်းသွားလေတယ်ထိုသူတို့မှအခြားသူမဟုတ်တုတ်တံအတွင်မှသူ့ဘရာသာတားဖပြီးဖြစ်တယ်သူတို့နှစ်ယောက်ကတဲကြီးတကောင်အတွင်ပြုတ်လောက်ခါ၆လန့်လိုက်ခြင်းဖြစ်တယ်အဖရဲ့အောင်လန်းဆရာတာပြောတာတရေတွေးတော့ကြောက်လိုက်ကြတာထိုအခါသူ့ဘရာသာဖိုးကြီးကဆလိတ်တလိတ်ကိုမင်းကြီးပြီးဖွာလိုက်တယ်သူလဲဆေးတွေတော့ပြစ်နေတာပဲတရေအစ်စ်ဆိုရင်တော့နိုင်ကျင်နိုင်မှာပေါ့အခုကငါတို့ကလူတွေဆိုတော့ဘာဆိုဘာမှမဖြစ်တာအဖကဒီလူတွေကိုဘာလို့နှောက်ယှက်ချင်တာလဲအဖဒီလိုကွာဒီလူတွေကတို့ကိုပိုက်ဆက်များများပြီးရှောင်ခိုင်းနေလေနောက်ပြီးတော့ပေါက်တူးတွေပေါက်ပြားတွေနဲ့ဆိုတော့သူတို့လာရှာတာဖိုးတန်တဲ့ပစ္စည်းတစ်ခုဖြစ်ရမယ်ကွာတမန်အုတ်ကူဖောက်တာတော့မဖြစ်နိုင်တော့ဘူးဆိုပြီးသူတို့ပစ္စည်းတွေ့တဲ့အခါနောက်ရှက်အောင်လာခဲ့တာပဲဒုက္ခလူငယ်ကကျင်းတဲ့တို့ခုံဆင်းလိုက်ပြီးကျွန်းသက်တာကလေးကိုကောက်လိုက်လေတယ်ထုံနောက်လင်းမြန်းစွာကျင်းမော်တို့ခုံထည့်လိုက်တယ်အဖကျွန်းသက်တာကလေးတစ်ခုကြံခဲ့တယ်အေးဖွင့်ကြည့်အောင်ကွာဖြစ်ပါမလားအဖရဲ့ဟိုလူတယောက်တော့သိပြီမဟုတ်လားထိုအခါဖိုးကြီးကတစ်တာကလေးကိုမြေတင်ချလိုက်ပြီးနောက်ဒုတ်ရှိတစ်ခုဖြင့်ထိုးကဖွင့်ကြည့်လိုက်လေတယ်တစ်တာသွင်းမှအမုံတချို့ထွက်လာဒီမှလွဲပြီးဘာမှမဖြစ်အတွင်းနဲ့တော့ပိတ်စားဖြင့်တေချာစွာထုတ်ပိုးထားသည့်ထုတ်ထုတ်ကိုတွေ့ရတယ်တေချာဖြည့်ကြည့်ရတွင်တော့နောက်ဆုံးပရပိုက်သေးလေးတစ်ခုကိုတွေ့လိုက်ရတော့တယ်ထူတော့ထူပြီကွာဖိုးကြီးကပြောလိုက်တော့လူငယ်ကအနားကိုကပ်လာပြီးကြည့်လေတယ်ဘာထူတာလဲအဖရဲ့ထူတာပေါ့ကွာဒီထဲမှာငါတို့ထင်တယ်လို့ဖိုးတန်ရတနာမရှိဘဲနဲ့ပရပိုက်ကလေးတစ်ခုလည်းရှိတယ်ဆိုတော့ထူးခြားတာပေါ့ကွာဧကနာဒီပရပိုက်လေးကရွှေငွေတဲ့တန်ဖိုးရှိမလားမသိဘူးဖိုးကြီးကပြောလိုက်ပြီးတော့ထိုပရပိုက်လေးကိုလူငယ်လေးကိုပေးလိုက်လေတယ်လူငယ်လေးဖြူအောင်ပရပိုက်လေးကိုတေချာကြည့်နေတယ်ပရပိုက်ဖုံးနေတော့လုံးဝင်ပြီးလက်ရည်လက်တာလာလာနဲ့ရေးထားသည့်စာသားများကိုတွေ့လိုက်ရလေတယ်အဖအဲ့ဒါဘာတွေရေးထားတာလဲလူငယ်မှာစာမတက်ပြီသူတော့သူ့ဘရသာဖိုးကြီးကတော့စာဖတ်တတ်လေတယ်အဲ့ဒီမှာရေးထားတာကတော့ပိုရိတာရာကျင့်စဉ်လို့ရေးထားတာပဲကွာအဖိုးကြီးကပြောပြီးနောက်ထိုပရပိုက်ကိုယူကတိတ်လိုက်တော့တယ်အဖသူ့ကိုရောဘာလို့မလဲတေဆုံးနေတဲ့ဘူရီအလောင်းကိုလူငယ်ကလက်ညှိုးထိုးပြလိုက်နေတယ်အဖိုးကြီးကတောက်လက်ဆဆလိတ်ကိုမိတက်ပြီးတိတ်လိုက်တယ်ထုံးစံတိုင်းပေါ့ကွာသူ့ကိုမြုပ်လိုက်ကြတာပေါ့အဖိုးကြီးကထိုးတို့ပြောလိုက်ပြီးနောက်လူငယ်ကထိုလူတွေလက်များခြေများကိုကြိုးဖြင့်ချီနှောင်လိုက်လေတယ်အဖိုးကြီးကသူ့အင်းကြီးအတွင်းမှာမဆစ်တစ်စိကိုထိုးလိုက်ပြီးနောက်ဘူရီပါဇက်ကိုဖျဲကအထဲတို့ထည့်ပေးလိုက်လေတယ်ထို့တော့ဘူရီကိုသူတို့တူးထားသည့်မြေချင်းထဲတို့ပြစ်ချလိုက်ပြီးသူ့ဘရသာတာဖာနှစ်ယောက်မြင်မြုပ်ပေးလိုက်ကြတော့တယ်သူ့ဘရသာအဖိုးကြီးမှာဦးစောဖြစ်ပြီးမကြီးတော့ရွာသားတွေဖြစ်တယ်ဒုတိယကမ္ဘာစစ်တွင်ဦးစော၏မိသားစုများဆုံးရှုံးခဲ့ရပြီးနေစရာမရှိလုံးစရာမရှိဖြစ်တဲ့ဖြင့်တုတ်တန်နဲ့နေထိုင်ခဲ့ရင်သူ့ဘရသာဖြစ်ခဲ့လေတယ်သူ့သားအမိကတော့ဒေါနာဖြစ်တယ်တားရင်တော့မဟုတ်ပေအနီးနားရှာတော့ရတဲ့ဝမ်ရောက်ကဖြစ်ကတ်ဆိုင်တော့အခါမောင်ဒေါနာ၏မိဘနှင့်ဆွေမျိုးများအကုန်တည်ခဲ့ပြီးဒေါနာတယောက်သာကြံရခဲ့လေတယ်ဒိုးစင်ကဒေါနာမှာအသက်6နှစ်ခန့်သာရှိသေးတယ်ဦးစောကတနာတစ်ဖြင့်ဒေါနာကိုမွေးစားပြီးသူနဲ့အတူတူတုတ်တန်နေနေထိုင်တဲ့ဖြင့်ဒေါနာလည်းသူ့ဘရသာဖြစ်လာခဲ့လေတယ်အခြားသူများအတွက်တုတ်တန်ကအလွန်ကြောက်မက်ဖွယ်ရာဖြစ်တော့လဲဦးစောနဲ့ဒေါနာအတွက်တော့အိမ်ဖြစ်နေတယ်လူတွေများကိုမြုံနှံပေးရင်ရသည့်အဖို့ခများကိုတောက်တောက်ဆားဆားဖြင့်စုဆောင်းခြင်းဆိုတာကတော့နှက်တီးဦးစောခံယူချက်မှာတည်သွားရင်အရာအလုံးထားခဲ့ရမည်ဖြစ်တဲ့ဖြင့်မသိခင်းကဘာမှမစုဆောင်းထားပဲတုံ့ဖြုံးရတာဖြစ်တယ်
စုဆောင်းထားတော့ဒိုးတွေတည်သွားတော့ဘာလို့လို့ရမှာတော့ကွာဒီတော့မသေးခင်စားလို့ရတယ်တောက်လို့ရတယ်စားနိုင်တောက်နိုင်တော့စားထားကွာသူ့ဘာရာသာဆိုပြီးဝင်ငွေကိုအထင်မသေးသင်ထိုခေတ်ကနေစားလုပ်သမားများထက်ဝင်ငွေပိုကောင်းတယ်တနေ့ကို3လောက်လောက်ချသည့်နေ့ဆိုဦးစောတို့ငွေရှင်နေပြီဖြစ်တယ်ထို့ပြင်ချမ်းသာသည့်သူများဂူတွင်းသူများရှိပါကဦးစောတို့မျိုးမျိုးမြတ်မြတ်ကလေးရတတ်လေတယ်ထိုအခါဦးစောနဲ့ဒေါနာတို့မြို့တက်ပြီးစိတ်ကြိုက်တောက်စားပြကြတယ်အဘကျွန်တော်တို့အလုပ်ကလည်းတစ်မျိုးပဲနော်လူတွေမြင်များသေးလေပြိုရလေလို့ဖြစ်နေပြီဟာဒီလိုမဟုတ်သေးဘူးကွမတတ်နိုင်တဲ့လူတွေမြုပ်ခတော့နိုင်နေပေးနေရတဲ့လူတွေမြင်များတည်တော့တို့အတွက်ဘာကြံလို့တော့ဒေါနာကခေါင်းငိမ့်လိုက်လေတယ်ဒါဆိုလဲမြုပ်နိုင်တဲ့လူတွေကိုတွင်းနိုင်တဲ့တထွေးမြင်များတည်ရလေကောင်းလေပေါ့ဗျာတာဖာနေအောင်တိတ်ဆိတ်နေသည့်တုတ်တန်ကြီးအတွင်းရေမောပြစ်လိုက်ကြတော့တယ်သို့တော့သူ့ဘရသာလုပ်ပြီးမကောင်းသည့်အချက်တစ်ချက်ရှိတယ်ထိုချက်ကတော့လူမပေါင်းချင်းဖြစ်တယ်သူတို့တာဖာကိုနိုင်ကိစ္စမှတပါမိသူမအခေါ်ပြောသိမလို့ကြသူတို့ဒေါနာကတိတ်ပြီးခယူမဆိုင်မနဲ့လင်းချိန်မှာတော့ညကတိုက်ဆရာများတူးရင်ကြံခဲ့သည့်အရက်များကိုအပြက်ရှင်းထားတဲ့ဖြင့်ဒေါနာခေါင်းတွေမူပြီးကိုက်နေလေထို့နောက်ဘိုက်တွေစားရင်ရင်းနေပူနေတယ်အနားတွင်တွေ့သည့်ငပြောပြီးတပီးမှငပြောဒီတစ်လုံးကိုဖဲယူလိုက်ပြီးအခွန်တော်စားလိုက်တယ်မကြခင်ဦးစောကဇလိပ်ဖွာရင်သူ့နားကိုလာထိုင်နေတယ်စားကောင်းရင်လားကွအဲ့ဒီငပြောဒီကလည်းညကတိုက်ဆရာတွေပေးထားတဲ့ဘွဲတွေကငပြောဒီတွေဒေါနာငပြောဒီ3လုံးခန့်စားပြီးတောက်ရည်တစ်ခွက်တောက်ချလိုက်မှနေတာထိုင်တာရှိသွားတော့တယ်အဖနေမြင့်နေပြီဒီနေ့အလောင်းမရှိဘူးလားအေးကွလူတွေလည်းအသက်တွေရှင်နေကြတယ်ထမရဲ့ကွာထုံတော့တာဖားနေအောင်ဇရက်ထရန်ကုန်မီကတုတ်တန်အတွင်းရှိဂုံများမြေပုံများကိုကြည့်ကငိမောနေလေတယ်တာဒေါနာမင်းကိုဘာပြောစရာရှိတယ်မင်းရဲ့အနာဂတ်အတွက်မင်းဘာလုပ်မယ်စိတ်ကူးလဲဘာလုပ်ရမလဲအဘရဲ့သူ့ဘရာသာကသူ့ဘရာသာပဲလုံးမှာပေါ့ဗျထိုအခါဦးစောကခေါင်းခါလိုက်တယ်မဟုတ်သေးဘူးသားရဲ့အဘကသူ့ဘရာသာအလုပ်ကိုရွေးချယ်ခဲ့ပေမဲ့အဘစိတ်ထဲမှာတော့ငါသားဒေါနာကိုသူ့ဘရာသာမဖြစ်စေချင်ဘူးအဘရဲ့ကြံကြံဖန်ဖန်နေတွေးလို့သူ့ဘရာသာလောက်ကောင်းတာဘာရှိလို့လဲဗျစားဝတ်နေရေးထက်တို့မှလူမှုရေးမရှိဘူးလေကွာမင်းတို့ငါတို့ကိုရွာနာကလူတွေဘယ်သူကအခေါ်ပြောလုပ်လို့လဲကွကဲမင်းမလိုချင်ပါပြီတဲ့ဘယ်သူကမင်းကိုယူမလဲထိုအခါဒေါနာခေါင်းငိုက်ဆိုင်ကြသွားတယ်မိမဟုတ်လားအဖဒေါနာဇရက်ကျမ်းမြင့်ကိုငေးကြည့်နေရင်သူ့စိတ်ကူများပြန့်လွင့်သွားတော့တယ်ကျောင်းစင်ခေါင်းလောင်းတန်ကလေးကပတ်ဝန်းကျင်နဲ့ဆူညံသွားလေတယ်ဒေါနာကကျောင်းရှိမူလာတန်းတင်သည့်ဆီယမကလေးကိုခိုးကြည့်နေဒီမှာတပတ်လောက်ရှိနေပြီဖြစ်တယ်မကြခင်ကျောင်းတွင်းမှာကလေးများပြေးထွက်လာကြလေတယ်ထို့နောက်ကလေးများခြံလဲဆီယမကလေးထွက်လာလေတယ်ဒေါနာလည်းသူ့ကင်ထားသည့်ဗန်းများနဲ့တူဆီယမလေးစီပြေးလာခဲ့လေတယ်ဆီယမလေးအလိုကိုဒေါနာမလားဟိုလေဆီယမလေးကိုဒါလေးပြီးချင်လို့ဒေါနာကပြောလိုက်ခါဆီယမလေးကိုအဖြူအောင်ဒေါ်ပန်းကလေးများကိုကမ်းပေးလိုက်လေတယ်ဆီယမတင်းငိုင်းကုန်းကပေါက်တဲ့ပန်းတွေထင်တယ်မယူနဲ့အနီးရှိကလေးများကထိုတို့អော်လိုက်သည့်အခါတွင်ဒေါနာခေါင်းငိုက်ဆိုင်ကြသွားတယ်ဆီယမလေးကတော့အာနာသွားတယ်ထင်တယ်အဲ့လိုမပြောရဘူးကလေးတွေရဲ့ထုံတော့ကိုဒေါနာဘေးဒီပန်းကလေးများကိုကြည့်လိုက်ပြီးကိုဒေါနာကိုကြည့်လိုက်လေတယ်အာနာလိုက်တာရှင်ဒီပန်းလေးတွေကတင်းငိုင်းကုန်းမှာပေါက်တဲ့ပန်းကလေးတွေမဟုတ်ပါဘူးဆီယမလေးဒီပန်းတွေကကျွန်တော်ကိုယ်တိုင်ဆီယမလေးဖို့တောစမ်းမှာသွားခူးခဲ့တာပါထိုအခါဆီယမလေးကပန်းကလေးကိုလှမ်းယူလိုက်လေတယ်ကျေးဇူးပဲနော်ကိုတနာဒါနဲ့ဆီယမပန်းကလေးတွေကြိုက်တယ်မဟုတ်လားဒါဆိုနောက်ရက်တွေလဲကျွန်တော်ပန်းကလေးတွေခူးပြီးဆီယမကိုပေးခြင်းတယ်ဆီယမကလေးကတော့ရှက်ပြုံးလေးပြုံးကခေါင်းငိမ့်လိုက်တော့တယ်ဆီယမလေးနာမည်ကတော့ပန်းမွေးဖြစ်ပြီးပကြီးတော်ရွာဇာတိဖြစ်တယ်မြို့တွင်ထက်တန်းအောင်မြင်ပြီးနောက်ပကြီးတော်ရွာမူလာတန်းကျောင်းတွင်ဆီယမဖြစ်တာဝန်ထမ်းဆောင်လျက်ရှိတယ်ပကြီးတော်ရွာမှာအနီးနားရွာများတဲ့တွင်အင်းကြီးအများဆုံးဖြစ်ပြီးရွာကြီးဖြစ်တဲ့ဖြင့်အစိုးရမူလာတန်းကျောင်းတစ်ကျောင်းရှိပြီးရွာတန်းများမှာကအနီးနားရွာများမှာကလေးငယ်များပါလာရောက်တက်ရောက်ကြတယ်နောက်ပိုင်းဒေါနာနဲ့ပန်းမွေးရင်းနှီးမှုပိုရလာလေတယ်ဒေါနာကလည်းနေတိုင်းတော်တဲ့သွားကတောပန်းကလေးများခူးပေးတတ်တယ်ပန်းကြိုက်တဲ့ပန်းမွေးတက်ကတော့အစင်းနဲ့ဖြစ်နေလေတယ်တရားလုံးကဒေါနာကိုခေါ်ပြောမလုပ်တော့လေဆီယမလေးပန်းမွေးကတော့ဒေါနာနဲ့စကားပြောဆက်ဆံနေတူရီတော်သူဖြစ်တယ်ဒါနဲ့ဆီယမလေးကကျွန်တော်ကိုအခေါ်ပြောလုပ်တယ်နော်ရောက်ကလူတွေကကျွန်တော်တို့တားဖားကိုရှောင်ကျဉ်နေကြသလိုပဲစကားပြောရင်
ဒေါနာကမတ်ပန်းမွေးကိုပန်းအဝါလေးတစ်ပွင့်လမ်းပေးလိုက်တယ်မတ်ပန်းမွေးကထိုပန်းကလေးကိုသူ့နောက်သွဲစတုပ်ကလေးတွင်ဖန်ဆင်လိုက်လေတယ်ဒါကတော့ရှေးယူဆတွေကြောင့်မှကိုဒေါနာရဲ့ပန်းမွေးတို့ဆူဆယ်လေးလမ်းစဉ်မှာတော့လူတိုင်းဟာလူပဲဖြစ်တယ်လူတိုင်းမှာတာတို့ညီမျှခံစား권ရှိတယ်ဆိုတာတွေသင်ကြားခဲ့ရတာပေါ့ပန်းမွေးဖွေဖွေကတော့ဆူဆယ်လေးတစ်ယောက်ပဲလေပန်းမွေးအဖေကဆူဆယ်လေးဆိုတော့လေပန်းမွေးအကိုနဲ့ဆွေမျိုးများကပန်းမွေးတစ်ယောက်ဒေါနာနဲ့ပေါင်းနေဒီကိုမချိုက်ထို့ကြောင့်တရက်ဒေါနာအကြောင်းရွာကလေးမှပြန်လန်းတွင်ပန်းမွေးအကိုများကဒေါနာကိုဝိုင်းဝန်းထိုးချိတ်လွတ်လိုက်ကြလေတယ်ဟဲ့အောင်တူပါရကမင်းအစင်းကိုမင်းသိစမ်းပါငါညီမနာကိုမင်းလာနေတာငါတို့မကြိုက်ဘူးဒေါနာကဇီရဲ့ချမ်းမြင့်ကိုငေးကြည့်နေရင်တောက်တစ်ချက်ခေါက်လိုက်တယ်လူလေးမင်းဘာတွေတွေးနေတာလဲဦးစောကမေးလိုက်တော့မှဒေါနာတတိပြန်ကတ်သွားတယ်ဘာမှမဟုတ်ပါဘူးအဖကျွန်တော်အသွေးလွန်သွားလို့ပါဒါနဲ့အဖကခုနကစကားတွေပြောနေတော့ဘလို့အစီအစဉ်မျိုးရှိလို့လဲအဖထိုအခါဦးစောကထိုနေရာမှာထားသွားလိုက်ပြီးသူ့ခေါင်းအောက်ကညကတွေးခဲ့တဲ့ပရပိုက်လေးကိုထုတ်ယူလိုက်တယ်ဒီပရပိုက်ဟာနည်းနည်းရရတော့မဟုတ်ဘူးကွာဒီပရပိုက်ဟာမကောင်းတဲ့ကျင့်စဉ်တစ်ခုအကြောင်းကိုရေးသားထားတယ်အဲ့ဒီကျင့်စဉ်ကတော့ပောရိတာရကျင့်စဉ်ပဲကွာဒေါနာကခေါင်းငိမ့်လိုက်တယ်ဆက်လက်ပြီးဦးစောကမင်းဒီကျင့်စဉ်ကိုကျင့်ရမယ်ကွဟာဘာရဲ့ဒီကျင့်စဉ်ကိုကျင့်တာနဲ့ကျွန်တော်ဘဝတိုးတက်ရတိုးတက်ကြောင်းနဲ့ဘာဆိုင်လို့လဲအဖဦးစောကခေါင်းခါလိုက်တယ်ဒီကျင့်စဉ်အောင်မြင်ရင်မင်းဟာအလွန်အင်အားရှိလာမယ်မင်းဟာအလွန်လင်းမြတ်ဖြက်လက်လာပြီးတော့မင်းကိုတာမန်လူ10ယောက်လောက်ကတော့တိုက်ခိုက်လို့မရနိုင်ဘူးကွာအိုးဘာကလည်းအဲ့ဒီလိုဖြစ်တော့ရောကျွန်တော်ကချမ်းသာပြီးတယ်လားသူ့ဘရစာမဖြစ်တော့ဘူးတဲ့လားဗျတားကလည်းခက်တော့တာပဲဒီမှာဒီလိုစွမ်းအားတွေရလာတော့မင်းကချမ်းသာပေးဆိုတဲ့တထေးကြီးတွေအရာရှိကြီးတွေအိမ်ကိုအလွယ်တကူကပ်ပြီးခိုးဝဲလိုက်ရင်တချီတဲနဲ့ချမ်းသာတာပေါ့ကွထိုစကားကြားလိုက်တော့မှဒေါနာမျက်လုံးများအယောင်လက်လာလေတယ်ဒါဆိုကျင့်မယ်အပကျင့်စဉ်ကဘလို့ကျင့်ရတာလဲခက်တော့မလုံးနဲ့နော်ကျွန်တော်ကစားတောင်းနှင်းရှည်လာများအကြာကြီးတင်နေရလို့ပြင်းလို့စားတောင်းမတင်တာဩတားရဲ့ခက်ခဲတဲ့အလုပ်ဆိုတာခက်လုပ်ရမှာပေါ့ကွမင်းတွေးကြည့်စမ်းမင်းမချမ်းသာခြင်းဘူးလားမင်းလူရမဝင်ခြင်းဘူးလားမင်းကိုနေငယ်တဲ့လူတွေအားလုံးကမင်းကိုခေါင်းငုံပြီးခါရနေတာကိုမင်းမြင်အောင်ကြည့်စမ်းထိုအခါဒေါနာလည်းခဏစဉ်းစားလိုက်ပြီးတော့အန်ကိုကြိတ်ကလက်သီးကိုကြစ်ပါအောင်ဆုပ်လိုက်တယ်ကောင်းပြီဗျာကျုပ်ရအောင်ကြည့်မယ်အဖအေးဒီကျင့်စဉ်ကဒိုးနဲ့ကွက်တိပဲကွာငါကတော့အသက်လဲကြီးနေပြီဘာကူမှလည်းမမျော်လင့်တော့ပြီမဲ့မင်းကတော့အသက်ငယ်သေးတယ်ငါသားမင်းကြိုးစားကျင့်စမ်းကွာဒါနဲ့ကျင့်စဉ်ကဘလို့ကျင့်ရမှာလဲဘာမှတော့တိတ်မထူးခြားပါဘူးကွာအေးထူးခြားတာကတော့လူသားစားရမှာပဲဗျာလူသားစားရမယ်ဟုတ်လားဒေါနာတယောက်အလွန်ထိတ်လန့်တုန်လှုပ်သွားလေတယ်ဒါကြောင့်ဒိုးနဲ့အန်ကိုက်ဖဲလို့ပြောတာပေါ့ကွာမင်းကြည့်လိုက်စမ်းဒိုးတုတ်တံမှာအပေါ်ဆုံးကဘာလဲဒေါနာကဟိုကြီးဒီကြီးနဲ့အတော်ကြာစဉ်းစားနေလေတယ်အပေါ်ဆုံးကမျက်တွေဖြစ်မယ်ဗျထိုအခါဦးစောကသူ့နှဖူးကိုသူလက်ဖြင့်ပြန်ရိုက်လိုက်တော့တယ်ဟာငါပြောချင်တာမျက်ကိုပြောတာမဟုတ်ဘူးကွလူသေးဟုတ်ပြီလေလူသေးပေါ်တော့ဘာဖြစ်လဲဗျရဲ့ဘာဖြစ်မလဲတားရဲ့လူတွေပေါ်တော့လူသားပေါ်တာပေါ့ကွာဒေါနာကတရွေးတစ်ချက်ထွေးလိုက်တယ်အဘရဲ့ပေါက်ရှာလူသားစားရမယ်လို့ယွန်စရာကြီးဗျာမယွန်နဲ့ကွမင်းကိုခုနကပြောသလိုမင်းကိုနေငယ်တဲ့လူတွေကိုမြင်အောင်လိုက်စမ်းပါကွာနောက်ပြီးလူသားကိုအစိမ်းစားမှမဟုတ်တာမင်းစားလို့ကောင်းအောင်ငါစင်ပေးပါမယ်တားရဲ့ဒေါနာလည်းခေါင်းငိမ့်လိုက်တယ်အဲ့ဒီကျင့်စဉ်ကိုကျင့်ဖို့အချိန်တစ်နှစ်နဲ့6လလိုတယ်ကွ3လတခါမှလူသားပွဲတော်အုပ်ပြင်ဆင်ရမယ်အဲ့ဒီပွဲတော်အုပ်ထဲကလူသားတယောက်ရဲ့လင်အင်္ဂါကလွဲလို့အင်္ဂါအစုံပါအောင်ထည့်ရမယ်ပြီးတော့မန္တန်တစ်ခုကို18ခေါက်ယူရမယ်ပြီးရင်တော့တစ်ထိုင်နဲ့အဲ့ဒီအတားကိုစားရမယ်ကွာအဖကကျင့်ခိုင်းလို့တာပဲကျုပ်တော့သိမစားချင်လာဘူးဗျအဓိကအချိန်နဲ့2ရက်တိကျဖို့ပဲနောက်ပြီးသူတတ်မှတ်ထားတဲ့လူကိုတတ်မှတ်ထားတဲ့အချိန်မှာစားဖို့ပဲကွဦးစောကဆက်လက်ကိုထုတ်ပြီးဖွာလိုက်သေးတယ်ပထမဆုံးအနေနဲ့အသက်80အရွယ်လူသားကိုစစားရမှာပဲအဲဒီကနေ3လကိုတစ်ဆင့်လုံးနဲ့အဆင့်တက်သွားပြီးနောက်ဆုံးအဆင့်မှာမွေးကစားလာတာကလေးငယ်ကိုစားရမယ်အဲ့ဒီဆင့်နဲ့အားလုံးပြီးရင်တော့ဈေးအောင်ပြီကျင့်စဉ်အောင်ပြီကွာဒါဆိုကျင့်စဉ်မအောင်ရောအဘရဲ့အေးအဲ့ဒါလည်းအရေးကြီးရဲ့ကွာကျင့်စဉ်မအောင်ရင်တတ်မှတ်ထားတဲ့လူအသက်အရွယ်ကိုမစားနိုင်ခင်ကျင့်စဉ်ပြည့်မယ်မင်းဟာတဖြည်းဖြည်းပိန်နီးလာပြီးတော့နောက်ဆုံးအင်အားချိနေပြီးအယုတ်ဘော်အရည်တင်ဖြစ်ပြီးတေဆုံးသွားလိမ့်မယ်
ဒေါနာလည်းတတွေးတစ်ချက်မြူချလိုက်တယ်ဘာမှစိတ်မပူပါနဲ့တားရဲ့အဖတယောက်လုံးရှိပါတယ်ကြည့်လိုက်စမ်းဒို့တုတ်တမလူသေးတွေအများကြီးပဲရှိတယ်အဖမင်းကိုစီစဉ်ပေးပါမယ်ဒေါနာလည်းခေါင်းငိမ့်လိုက်တယ်ဒါနဲ့ပေါ်ဒီတာရာကျင့်စဉ်ဆိုတော့ပေါ်ဒီတာရာဆိုတာဘာလဲအဖလွယ်လွယ်ပြောရရင်တော့လူသားစားတဲ့သူပေါ့သူကအရင်တုန်းကဘယင်ပဲနောက်တော့လူသားရန်ဆိုင်ကြိုက်သွားတာနဲ့လမ်းဆွတ်ပြီးတော်တဲ့ဝင်သားတာပေါ့သူဟာအင်အားလွန်ကြီးပြီးအလွန်လင်းမြန်တယ်နောက်ဆုံးတိုင်းပြည်တွေကဘယင်တွေကိုတောင်မှအဆောင်လျှောက်တဲ့ဂျားတွေကနေအသိဝင်ပြီးဖမ်းဆီးတပ်ဖြတ်နိုင်တယ်ကွဒေါနာလည်းခေါင်းကိုငိမ့်လိုက်ပြီးအန်ကိုကြိတ်ရင်ပျော်ရွှင်စွာပြုံးနေလေတော့တယ်ဒါနဲ့အဖဘယ်နည်းစမလဲမနေ့ပြန်စမယ်ကွာအရင်ဆုံးအသက်80အရွယ်ကိုစားမယ်ဆိုတော့မနေ့ကလာချသွားတဲ့အဖွားကြီးဟာ80နှစ်ကွာငါပြန်ဖော်ပြီးတော့ပြင်ဆင်ပေးမယ်မင်းကတော့ငါတင်ပေးမဲ့မန်နန်ကိုဒါအလို့ရအောင်ကြက်ထားဟုတ်ပြီလားဒုက္ခဒေါနာကဘရပိုက်ကလေးကိုကြည့်ပြီးဟိုလန်ဒီလန်လှုပ်နေလေရဲ့အဘကလည်းကျုံမစာမတတ်တာကိစ္စမရှိပါဘူးသားရဲ့အဘကတဆင့်ချင်းစီဘာလုပ်ရမယ်ဆိုတာပြောပြမယ်လေထို့နောက်ဦးစောကဒေါနာမန်နန်တပုတ်ကိုနှုတ်တိုက်တင်ပေးနေလေတယ်တုတ်တန်အတွင်းတော့ဒေါနာမန်နန်ရွတ်တံမှလွဲ၍အရာအလုံးကတိတ်ဆိတ်ငြိမ်သက်လျက်ရှိတယ်တားရီထတော့ကွတို့တွေမိုးမလင်းခင်စားရအောင်ဦးစောနိုးလိုက်တဲ့ဖြင့်ဒေါနာလည်းထားလိုက်တယ်သူထားလိုက်တဲ့နဲ့မွေးကြိုက်သည့်ရနံတစ်ခုကနှာခေါင်းအတွင်းဝင်လာလေတယ်မွေးကြိုက်နေတာပဲအဘရာအဲ့ဒါလူသားချက်ထားတာလေဒါတော့ဖွားကြီးကတေးတာကြာနေတော့တိတ်မလက်တော့ဘူးကွမဆလာနိုင်အုပ်ထားတာဒေါနာလည်းအိယာမထားလိုက်ပြီးရေတစ်ခွက်ပြည့်မျက်နှာတက်လိုက်ကပလုတ်ကျင်းလိုက်တယ်ဦးစောကဇရက်ပေါ်တင်ဖြာစိုးတစ်ခုကိုခင်းထားပြီးထိုပေါ်မှာပိဿာအနီတစ်ခုကိုခင်းထားလိုက်တယ်ထိုပိဿာအနီမှာလူတစ်ယောက်ထိုင်ရလောက်အောင်ကျယ်ဝန်းလေတယ်ကဲတာမင်းဒီပိဿာပေါ်မှာထိုင်နေရမယ်အခုချိန်ကစပြီးမင်းလူသားတွေစားပြီးသွားတဲ့အချိန်ထိမင်းဒီနေရာကနေမထားရဘူးနော်ဒေါနာလည်းထိုခင်းပေါ်တင်ထိုင်ချလိုက်တယ်ဦးစောကဒေါနာရှိတွင်စကောမကြီးမသေးတစ်ချက်ကိုချလိုက်ပြီးထိုစကောပေါ်တင်ငပြော9ရက်ကိုခင်းလိုက်တယ်ထို့နောက်မိဖို့ပေါ်မှာလူသားဟင်းအိုးကိုယူလာပြီးနောက်စကောပေါ်တွင်ပုံခင်းလိုက်တယ်လူသားကမဆလာကြောင့်မွေးကြိုင်နေပြီးစကောပေါ်တွင်အငွေ့တစ်ထောင်းထောင်းနဲ့စားခြင်းစပွဲဖြစ်နေလေတယ်ကဲဟုတ်ပြီသားကြီးစကောကိုလက်နှစ်ဖက်နဲ့ကင်ပြီးနှစ်ဖူးပေါ်မြောက်တင်လိုက်ဦးစောပြောလိုက်ဒီနဲ့ဒေါနာလည်းစကောကိုတေချာကင်ပြီးမြောက်လိုက်တယ်ကဲလိုက်စို့နော်ယခုအချိန်ယခုနေ့ရက်မှစပြီးကျွန်တော်မောင်ဒေါနာဒီဘောရီတာရကျင့်စဉ်ကိုစပြီးကျင့်ပါတော့မယ်မာနတ်မင်းနဲ့တကွနတ်ဆိုးအပေါင်းမကောင်းသည့်ဖုတ်ပိတ်တာမြေဖို့ဘူးလူအားလုံးတို့အားလည်းသိပေးရပါသည်လူတယောက်ဤအင်္ကာဆုံးကိုပွဲတော်ခင်းပြီးပူဇော်အပ်ပါသည်ကျွန်ုပ်အားစည်းဝင်ရဲ့လူသားပွဲတော်အုပ်ကိုသုံးဆောင်ကြပါလောကျွန်ုပ်အားလည်းကြီးမားသည့်ခွန်အားဆွမ်းအားများကိုပေးသနာတော်မူပါဦးစောတိုင်ပေးသည့်အတိုင်းဒေါနာကလိုက်ဆိုလိုက်တယ်ထို့နောက်မနေ့ကဦးစောတင်မိထားသည့်မန်နန်ကို18ခေါက်ရွတ်ဆိုလိုက်လေတယ်ထိုချိန်တွင်ဒေါနာကိုလုံးကြီးကတဖြည်းဖြည်းလေးလာသလိုခံစားရပြီးခေါင်းမလည်းအကြီးကြီးဖြစ်လာသလိုထင်လိုက်ရတယ်ပြီးတော့သူ့ကိုယ်လုံးကဘဲညာလှုပ်ရင်းနေတယ်တပြိုင်နက်လက်ထဲမှစကောကိုချလိုက်ပြီးနောက်လူသားများကိုမင်ရင်ရှက်ရအားရပါရစားတော့တယ်ပူလောင်ရဲ့အငွေ့တစ်ထောင်းထောင်းထားနေတော့လူသားဟင်းများကိုမပူနိုင်ပဲပါဇက်အတွင်းတို့အမြန်တွတ်သွင်းကစားတော့တယ်စကောကြီးတစ်ချက်လုံးကို9မိနစ်ခန့်နဲ့အပြီးစားတော့ပြလိုက်တယ်လူသားများကုံသွားတယ်နဲ့ဒေါနာလည်းငကိုစိတ်တို့ပြန်ဖြစ်သွားလေတယ်လူသားတွေအကုန်လုံးကိုတူတယောက်တည်းမယုံမရှာစားတော့ခဲ့တယ်ကိုမယုံနိုင်ဖြစ်နေတယ်တားအောင်မီကွအောင်မီဆိုပြီးသုံးခေါက်ကြွေးကြော်လိုက်စမ်းအောင်မီကွအောင်မီကွအောင်မီကွဒေါနာ၏အတန်နဲ့ကြီးဖြင့်အော်တန်ကြီးသည်ထုတ်တန်တစ်ခုလုံးအားဖုံးလွှမ်းသွားတော့တယ်နောက်ပိုင်းဒေါနာအိယာမှမထနိုင်တော့တုတ်တန်ဇရက်ကလေးတွေနေရောညပါအိတ်နေလေတယ်ထမင်းလည်းမစားတော့နေရခန့်ကြောင်အိတ်နေခြင်းဖြစ်တဲ့ဖြင့်ဦးစောလည်းပူပန်လာတယ်တုတ်တန်ဇရက်ကလေးကိုလူတစုကလာဝိုင်းထားကြပြီးထိုလူများ၏လက်ထဲတွင်ဝရင်တုပ်များတစ်သားတုပ်များကင်ထားကြတယ်ဦးစောကဇရက်ပေါ်မှထားကြည့်လိုက်တယ်သူတို့ခေါင်းဆောင်ကတော့တခြားသူမဟုတ်ကိုညာကတိုက်လာသူသည်အောက်လန်းဆရာပင်ဖြစ်တယ်ဟေ့သူ့ဘရသားတွေမင်းတို့ဟိုတညကပစ္စည်းတစ်ခုရသွားတယ်မဟုတ်လားအခုအဲ့ပစ္စည်းငါ့ကိုပေးစမ်းဘာပစ္စည်းလဲဘာမှမသိဘူးဦးစောကဖြေလိုက်တော့အောက်လန်းဆရာကဒေါရပူထွက်သွားတယ်အဖိုးကြီးခမားမပေးရင်ခမားတို့ကိုကျုပ်တို့တက်ပြီးတုတ်တန်နဲ့မြုပ်ပစ်ခဲ့မယ်မင်းပြောတာတွေငါသိလည်းမသိဘူးနားလည်းမလဲဘူးကွ
အောက်လန်းဆရာကစိတ်မရှိတော့ဟဲ့ကောင်လေးချကြကွာအဖိုးကြီးကိုချပြီးဇက်ကိုနန့်အောင်ရှာကြစမ်းအောက်လန်းဆရာအမိန့်ပေးလိုက်သည်နှင့်ဒုက္ကင်ထားသည့်လူများကဇက်ပေါ်ပြေးသက်လာကြတယ်ထို့နောက်လူတစ်ယောက်ကဦးစောထန်ပြေးလာကဒုံးနဲ့ရိုက်ထည့်လိုက်လေတယ်ဦးစောလည်းလက်ဖြင့်ကာလိုက်တဲ့ဖြင့်လက်ကျိုးသွားလေတယ်ထို့နောက်ထိုလူများကဦးစော၏ရင်ပါအားခြေထောက်ဖြင့်ကန်ထည့်လိုက်ရာဦးစောမှဇက်တွင်ကာရထားသောနိုင်ရန်နှင့်တွားဆောင်လေတော့တယ်နောက်တစ်ယောက်ကဦးစောထံပြေးသွားလိုက်ပြီးနောက်ဝရင်ထုတ်ပြီးဦးစော၏ခေါင်းကိုချိန်ပြီးအားဖြင့်ရိုက်ထည့်လိုက်လေတယ်ဒုဝိမဲ့သူ့တုတ်ချက်ကဦးစောကိုမထိပဲလက်တစ်ခုကတူဝရင်ထုတ်ကိုဖမ်းဆီးထားလိုက်တဲ့ဖြင့်ထိုလူကိုကြည့်လိုက်လေတယ်ဘာတွေဖြစ်နေရလဲကွာအေးရေးပြက်တယ်ဒေါနာနိုးလာခြင်းဖြစ်တယ်ဒေါနာကထိုလူကင်ထားသည့်ဝရင်ထုတ်ဟာလက်တစ်ဖက်ဖြင့်ညှစ်လိုက်လေတယ်ဝရင်ထုတ်မှာစိတ်စိတ်မော်မှာကွက်ထွက်သွားပြီးဖွာလန်ကျဲသွားတော့တယ်ထိုလူလည်းအလွန်အံ့ဩနေလေတယ်ထိုကဒေါနာကထိုလူကလက်ဖြင့်တွန်းလိုက်လေတယ်တို့တော့တွန်းထုတ်လိုက်သည့်အားကပြင်းတဲ့ဖြင့်ထိုလူကဇက်ပေါ်မှာလွင့်စင်ပြီးအောက်တို့ကျသွားတော့တယ်အဘဘာဖြစ်သွားသေးလဲဒီကောင်လေးကဘာတွေလဲဒေါနာအနောက်တို့လဲကြည့်လိုက်စဉ်လူမတယောက်ကရှားသားတို့ဖြင့်ဒေါနာ၏နောက်စိတ်ကိုပြေးရိုက်လိုက်လေတယ်တို့တော့ဒေါနာကဘာမှမဖြစ်တော့လဲငါလွန်လာသည်ဆိုသည့်ရှားသားဒုတ်ကြီးမှထပ်ပိုင်းကျိုးသွားလေတော့တယ်ဒေါနာလည်းခေါင်းကိုလက်ဖြင့်ပုတ်လိုက်ပြီးထိုလူဘက်ကိုလဲကြည့်လိုက်တယ်ထို့နောက်ချက်ချင်းပင်ထိုလူ၏မျက်နှာကိုလက်တီးဖြင့်ပိတ်ထိုးလိုက်တယ်ထိုလူ၏မျက်နှာကိုဒေါနာလက်တီးကတဲတဲ့ထိသွားပြီးထိုလူ၏ပါးယူများကျိုးကုန်သည့်အပြင်ထိုလူ၏သွားများမှလည်းပြောင်းမှုစိများကဲ့သို့ပြန်ကျဲပြီးထွက်သွားလေတော့တယ်ထိုလဲဇက်ကျမ်းမြင့်နဲ့ဆက်ဆန့်ကြီးလဲကျသွားတော့တယ်ကျန်တဲ့လူမိုက်များကစက်မတိုက်ရဲတော့ပဲအကုန်လုံးတုတ်တန်တဲ့မှကစင်ကလျာပြန်ပြေးကြကုန်တော့တယ်အော်ခမ ्या ကိုဒေါနာကပြောပြီးနောက်အောက်လန်းဆရာစီတို့တဲတဲ့လျှောက်သွားလိုက်တယ်အောက်လန်းဆရာကဒေါနာကိုအံ့ဩပြီးကြည့်နေလေတယ်မင်းကျင့်စဉ်ကိုကျင့်ခဲ့ရလားသူတို့ပြောနေစေပင်ဒေါနာကအောက်လန်းဆရာကိုဖမ်းချုပ်လိုက်ပြီးသူ၏လက်ပင်ကိုအားဖြင့်ကိုက်လိုက်လေတယ်အောက်လန်းဆရာလည်းအတန်နဲ့ကြီးဖြင့်အော်ဟစ်လေတယ်အောက်လန်းဆရာ၏လက်ပင်တွင်ကိုက်ရကြီးဖြစ်ပြီးအသားကြီးတစ်ခုကဒေါနာပါးစပ်တွင်ပါသွားလေတယ်လက်ချောင်းသွေးမကြီးကိုထိသွားတဲ့ဖြင့်သွေးတွေကပန်းပြီးထွက်လာလေတော့တယ်။အိုးသွေးတွေနှမျောစရာကြီးဗျာ။ဒေါနာကထိုးလို့ပြောလိုက်ပြီးတော့အောက်လန်းဆရာ၏လက်ပင်အပေါက်ကြီးကိုပါးစပ်နှင့်စုပ်နေတော့တယ်။အောက်လန်းဆရာမှာတော့ပြောခွင့်နေပြီဖြစ်တယ်။10မိနစ်ခန့်အကြာတွင်အောက်လန်းဆရာမှာတကူလုံးဖြူပတ်ပြီးတေဆုံးသွားပြီဖြစ်တယ်။အဖဘာမှမရှိဘူးနော်။ဒေါနာကဦးစောဘက်တို့လဲပြီးကြည့်ကပြောလိုက်တယ်။ဦးစောကဒေါနာမျက်နှာကိုကြည့်ပြီးကြောက်လန့်နေမိတယ်။ဒေါနာပါးစပ်တွင်သွေးများหนีရဲနေပြီးသွေးတွေကပါးစပ်မှာပေးကျန်နေသည်မို့မကောင်းဆိုးဝါးကြီးတစ်ကောင်ကိုကြည့်နေရတယ်လို့ဖြစ်တယ်။လိုက်စားလိုက်တာဗျာ။ဒေါနာထိုးတို့ပြောလိုက်ပြီးဇရက်ကျမ်းမြင်နဲ့ထိုင်ချလိုက်တယ်။ထို့နောက်ကျမ်းမြင်နဲ့လဲကျနေသည့်အောင်လန်းဆရာအစိမ့်လိုက်ပင်ကြိုက်စားတော့တယ်။အောင်လန်းဆရာ၏ဝမ်းမိုက်ကိုခွဲလိုက်ပြီးနောက်အသေးများကလေးစားများကိုအငန်းများစားတောက်နေတယ်။ကလေးစားများဥများသွေးများမှဇရက်ပေါ်တွင်ပြန်ကျဲနေတယ်။ဦးစောလည်းထုံမြင်ကွင်းကိုကြည့်ပြီးမေ့လဲသွားတော့တယ်။ဇရက်ပေါ်တွင်တန်များဆူညံနေ၍ဦးစောကမျက်လုံးဖွင့်ကြည့်လိုက်တော့ဇရက်ကိုဒေါနာကတန်ရှည်လုံနေခြင်းဖြစ်တယ်။ကျမ်းမြင်နဲ့သွေးကများမရှိတော့ပဲရေများတာဆူရွှဲနေတယ်။တာဒေါနာဘာဖြစ်သွားသေးလဲ။ဘာမှမဖြစ်ပါဘူးဗျရဲ့။ဒါနဲ့လူမိုက်တွေရောဒုက္ခဒေါနာကလေချင်းတစ်ချက်တက်လိုက်ပြီးနောက်သူ့ပါးစပ်ကိုလက်ညှိုးထိုးပြလိုက်တယ်။ဒီတော့မှဦးစောလဲဒေါနာကိုကြည့်လိုက်မိတယ်။ဖေဟာဒေါနာရဲ့ဗိုက်ကြီးကမွေးကနေဖွားကနေဗိုက်ကြီးတဲ့တယောက်ကြီးဗိုက်လိုဖောင်းကားနေတယ်။ဗိုက်ကြီးကအရှိကိုတပေကထွက်နေပြီးဗိုက်အိုကြီးကလည်းတွဲချနေတယ်။မင်းသူတို့တွေအကုန်လုံးကိုစားလိုက်တာလား။ဟုတ်တယ်။အောက်လန်းဆရာရဲ့လူမိုက်2ယောက်ရဲ့စုပေါင်း3ယောက်ပေါ့။ဟေးဦးစောအလွန်ထိတ်လန့်သွားတယ်။ဒေါနာကိုပေါ်လီတာရာကျင့်စဉ်ကျင်ခိုင်းမိရပါအခုတော့ဒေါနာလူတယောက်မဟုတ်တော့ပဲဘလူးကြီးတကောင်ဖြစ်နေပြီဟုတွေးကဦးစောတွေးမြှော်ချလိုက်တယ်။တာဒီကျင့်စဉ်ကိုစက်မကျင့်တော့ရင်ကောင်းမယ်။ဘာဖြစ်လို့လဲဗျရဲ့ကျွန်တော်တော့ဒီကျင့်စဉ်ကိုကြိုက်တယ်။ကျွန်တော်တွက်လက်ဖြစ်လက်လာသလိုခံစားရပြီးစိတ်တွေလည်းတက်ကြွလာတယ်ဗျရဲ့။နောက်ပြီးကျွန်တော်စက်မကျင့်ရင်ကျွန်တော်သိသွားမှာပေါ့ဗျ။ဒေါနာသေးတာကိုဦးစောကမလိုလားတော့ထိုအကြောင်းကိုဆက်မပြောဖြစ်တော့ပြီ။တို့တော့ဒေါနာလူသားစားတာကိုမြင်တော့ကြောက်လန့်နေမိတယ်။တနေ့တွင်အာတုဘလာချသည့်လူတစုကတုတ်တန်အတွင်းသို့ဝင်လာလေတယ်။ထိုလူများကမင်းညနေကလေးကမြေချင်းတူးထားရန်အတွက်စီယံပေးပြီးသားဖြစ်တယ်။နိုင်ကိစ္စများပြုလုပ်သည့်ဇက်ဘော်တွင်တက်လာကြပြီးနောက်လှုပ်ရှားရှိသည့်များကိုလှုပ်ကိုင်နေကြတယ်။နိုင်လုပ်သည့်ဇက်ကတုတ်တန်ထိန်သားတွင်ရှိပြီး
ဒေါနာတို့နေထိုင်သည့်ဇရက်ကတုတ်တန်လေတွင်ရှိတယ်ဒုက္ခပဲတားရီဘာဖြစ်လို့လဲအဖငါလည်းလောလောနဲ့ဆိုတော့မင်းကသူတို့ပေးတဲ့ပိုက်ဆံကိုယူထားလိုက်ပြီးတွေးမတူရသေးဘူးကွာမပူပါနဲ့အဖရဲ့ကျုပ်တူးပေးပါမယ်အဖကသူတို့အနာသွားပြီးအချင်းကြီးကြည့်ထားပါဦးစောလဲယုံတဝက်မယုံတဝက်ဖြင့်ဇရက်ဘက်တို့ထွက်လာခဲ့တယ်လူတွေမျိုးရန်ကျင်းတူးဒီမှာလဲတိတ်တော့မလွယ်လူနှစ်ယောက်တူးတာတောင်3-4နာရီကြာပြီဖြစ်ရာဒေါနာတယောက်ဖြစ်ပါမလားဟုတွေးပူနေမိတယ်နိုင်ဝက်ခန့်ကြတော့အလောင်းကိုမြင်မြုပ်ရန်အတွက်တုတ်တန်အတင်းတို့တည်ဆောင်လာကြလေတယ်ကျင်းကဘယ်နားမှာလဲဟိုနားမှာပါဦးစောကကြောင်ကတန်းဖြင့်တုတ်တန်အတင်းတို့ထိုးပြလိုက်ပြီးထိုလူများကိုတုတ်တန်အတင်းတို့ခေါ်လာခဲ့လေတော့တယ်လာအဖရကျင်းကတော့အစင်းနဲ့ပဲတဏီယာရောက်တော့ဒေါနာကစီးကြိုနေတယ်ဦးစောလဲအံ့ဩသွားတယ်ကျင်းကအသေးလဲလဲဆက်ဆက်တူးထားသည့်ကျင်းဖြစ်တယ်၄ပေ6ပေကျင်းကို9ပေနဲ့တူးထားခြင်းဖြစ်ပြီးနိုင်ဝက်ခန့်တာကြာသေးတယ်အလောင်းမြင်ချတော့ဦးစောလဲဒေါနာကိုအံ့ဩပြီးကြည့်နေတာဒေါနာကဦးစောကိုမျက်စိတစ်ဖက်မိတ်ပြလိုက်လေအာတူပါတစ်ခုပြီးဆုံးသွားခဲ့ပြီးလူတွေလည်းအရှုပ်ရှုပ်ပြန်ကုန်ပြီဖြစ်တယ်သူတို့မှဦးစောလဲဒေါနာနာကိုကတ်လိုက်တယ်တားရီမင်းဘယ်လိုလုပ်လိုက်တာလဲကွာအဖကြီးကျင့်စဉ်ကတော့တိတ်အစွမ်းထက်တာပဲသိလားဘာလို့လဲဆိုတော့တားမှမကုံခန်းနိုင်တဲ့အားတွေရလာတယ်လို့ပဲအဖရဲ့ဦးစောမျက်နှာမကောင်းတော့လဲဒေါနာကျင်းနဲ့အောင်ပြုံးပြလိုက်တယ်ညနေရောက်တော့ဦးစောကရွာထဲမှာအရက်နဲ့ဝက်သားဟင်းများကိုဝယ်ယူလာခဲ့တယ်ထို့နောက်ဇရက်ကလေးတွင်တံပကံများဖြင့်ထမင်းပွဲများကိုပြင်လိုက်တယ်တားဒေါနာရေလာကွာထမင်းစားရအောင်ဒေါနာလည်းလာထိုင်ပြီးထမင်းစားတယ်သူတို့ဒေါနာဒီစားမကောင်းနေဘူးထင်တယ်ထမင်းသိမ့်မွေးသလိုဖြစ်နေတယ်လေချင်းတွေလည်းတစ်ချက်တက်လာလေတယ်တားရေစားလေကွာမင်းကလည်းဘာလဲဂရင်းပြက်နေရလားမသိဘူးအဖရစားလို့မကောင်းတာတော့အမှန်ပဲဒေါနာကထမင်းဆက်မစားတော့ပဲအရက်တလုံးကိုသာကင်ပြီးဇရက်တွင်ထိုင်ကတောက်နေတော့တယ်ညရောက်တော့အခါဦးစောကအိမ်မောကျနေလေတယ်ထိုစဉ်သူ့နားထဲနေစူညံတယ်များကြားရလေတယ်အတန်ကတော့မြေကြီးကိုပေါက်တူးဖြင့်ပေါင်းနေသည့်အတန်ဖြစ်တယ်ဦးစောကတဲချောင်းနေသည့်ထင်ပြီးထားမကြည့်ပဲပြန်နှက်နေလိုက်တယ်သူတော့ခဏကြာတော့ထိုအတန်မှာရက်တန်သွားလေတယ်ဦးစောလည်းတားဖြစ်သူဒေါနာဘက်ကိုလက်ကြည့်လိုက်ရာဒေါနာကအိပ်ရတယ်မရှိတော့ဦးစောလည်းမိခွက်ကိုထွန်းလိုက်ခါတုတ်တန်တွင်တို့ဆင်းလာခဲ့တယ်တုတ်တန်နဲ့မောင်မဲတွင်ကုန်းနဲ့လူတယောက်အလုံးရှုံနေတယ်ဦးစောမိခွက်ဖြင့်ကြည့်လိုက်ရာဒေါနာဖြစ်နေလေတယ်ပါဇက်ထဲတွင်ဦးခွေလိုက်ကြီးကိုကိုက်စားနေလေတယ်နေကင်းကမြုပ်သွားသည့်အလောင်းကိုပြန်ဖော်ပြီးစားတောက်နေခြင်းဖြစ်တယ်တာဒါဘာလုပ်တာလဲအဖကျုပ်ပိုက်စားတယ်ကျုပ်လူသားပဲစားခြင်းတယ်ဦးစောလည်းတက်ပြင်းတစ်ချက်ချကဇရက်တို့ပြန်လာခဲ့တော့တယ်ဒေါနာဇရက်ရောက်တော့တကူလုံးပေချန်နေတယ်ဇရက်ချမ်းမြင်နေထိုးပြီးအိတ်လိုက်တယ်ဦးစောကတော့အိတ်မပြောသေးဘူးတာမင်းကိုအဖပြောစရာရှိတယ်ပြောလေအဖမင်းလူသားစားတဲ့ကျင့်စဉ်ကျင့်မိမယ်နေတိုင်းတော့လူသားစားလို့မရဘူးလေဒုတ်တုတ်တန်ကနေတိုင်းမှမตาချတဲ့လူမှမရှိတာဒါဆိုကျုပ်ဘယ်လိုလုပ်ရမလဲအဖလူသားပဲနေတိုင်းစားနေငါသားဘလူးတစ်ကောင်ဖြစ်သွားလိမ့်မယ်နောက်ပြီးရွာကလူတွေလည်းရိပ်မိကုန်လိမ့်မယ်ဒီတော့တလားတစ်ခါလောက်တာစားနိုင်အောင်ငါသားကျူးစားပေါ့ဟုတ်ကဲ့ဗျကျုပ်တလားတစ်ခါလောက်တာစားနိုင်အောင်ကျုပ်စိတ်ကိုထိမ့်ပါမယ်ဟဲကိုဒေါနာမတွေ့တာတောင်တော်ကြပြီနော်ပန်းမွေးကကျောင်းကိုလာရင်လမ်းတွင်ဒေါနာကိုတွေ့တဲ့ဖြင့်မေးလိုက်တယ်ဒေါနာကလည်းတွင်ကင်ထားသည့်တောပန်းကလေးများကိုပန်းမွေးကိုလမ်းပေးလိုက်လေတယ်တပတ်ကျော်လောက်ပဲရှိပါသေးတယ်မပန်းမွေးရဲ့ပန်းမွေးကတော့ကိုဒေါနာအဆင်ပြေရလားလို့ဆိုပြီးတွေးပူနေတာမပူပါနဲ့မပန်းမွေးရဲ့နောက်တော့ဒီတဲ့အများကြီးပိုးအဆင်ပြေလာမှာပါပန်းမွေးကဘာမှမပြောတော့ပဲသူတို့လူဦးကျောင်းစီတို့လမ်းသူလျှောက်လာကြတယ်တဏီယာအရောက်ဟာဟိုမှာကိုကြီးလာနေပြီကိုဒေါနာသွားတော့နော်အိုးပန်းမွေးရဲ့သူလာလဲဘာဖြစ်လဲဒုနှစ်ယောက်ကဘာမဟုတ်တာလုပ်နေလို့လဲဒေါနာတတ်တိတွေရှိလာပြီဖြစ်တယ်အရှိတင်ပန်းမွေးကြီးအကိုကြီးဆုံးကလမ်းလျှောက်လာလေတယ်အတော်ဝေးတဲ့ဖြင့်သူတို့နှစ်ယောက်ကိုမြင်ပုံမရတောင်းမှမာတဲ့ကိုဒေါနာရဲ့သွားပါတော့နော်ပန်းမွေးအကိုကြီးကိုကြောက်လို့ပါဒေါနာလည်းခေါင်းငိမ့်လိုက်တယ်ကောင်းပြီလေပန်းမွေးကြောင့်အကိုဒေါနာထွက်တာပေးလိုက်ပါမယ်ဒေါနာကထိုးလို့ပြောပြီးနောက်လမ်းကြားကလေးတစ်ခုတွင်ဝင်သွားတော့တယ်လူရမ်းစားဒီမှာ9ရက်ခန့်ရှိပြီဖြစ်တယ်ဒေါနာတယောက်လည်းပိန်လီပြီးဒီကုလုံးအေးဆက်ပြီးအဖျားတက်နေပြီဖြစ်တယ်သူတော့အန်ကျိပြီးစိတ်ကိုထိန်းထားရလေတယ်ဒီတော့တွင်လာရောက်မြုံနှံသည့်အလောင်းများကိုသတိမျိုးချပြီးရှိနေရလေတယ်ဇဲခန့်ကြတဲ့တော့ဒေါနာအိယာမှမထနိုင်တော့သူကလုံးတုံရင်နေပြီးမျက်ကွင်းတွေကဟောက်ပတ်ဖြစ်နေတော့တယ်အဖယာကျုပ်တော့တေးရတော့မယ်ထင်ပါရဲ့ဗျာ
ဒေါနာကလူလွတ်နေကဇက်ကျမ်းမြင်နေလူလိမ့်နေတယ်ထိုကဥစောလဲမနေတာတော့ပဲတမြန်ကြီးကမြုပ်နှံခဲ့တဲ့အလောင်းကောင်ကိုတောက်ဖော်လိုက်ပြီးနောက်ခြေထောက်ကိုထားဖြင့်ခုတ်ထည့်လိုက်ပြီးဇက်ဘော်တို့ပြေးတက်ခဲ့တယ်ဒေါနာလည်းလူခြေထောက်ကိုမြင်နေတဲ့အိယာမဟောက်ကလေးထားထိုင်လိုက်ပြီးထိုခြေထောက်ကြီးကိုဥစောလက်ထဲမှာလမ်းဆွဲယူလိုက်ပြီးနောက်အစိမ့်လိုက်ကိုက်စားတော့တယ်လူတွေခြေထောက်ကြီးမှအသားများအယိုးကျွတ်များကိုတကြွကြွကိုက်စားနေသည်ကိုဥစောကအုတ်ကလေးဆန်စွာဖြင့်ကြည့်နေမိတယ်စားတော့ပြီးတော့ကပေါင်ယိုးနဲ့အယိုးကြီးများတာကြံခဲ့လေတယ်ထိုအယိုးကြီးကိုဒေါနာကရှာဖြင့်ရက်နေသေးတယ်အသားမလက်တော့စားလို့တော့တိတ်မကောင်းဘူးဗျရဲ့ဥစောတယောက်လည်းတပြင်းချလိုက်ပြီးနောက်ဇရက်ပေါ်မှာဆင်းခဲ့တော့တယ်ထိုရဲ့ပိုင်းဥစောကမိုင်မိုင်တူတူဖြစ်နေတယ်ဒေါနာလူသားစားဒီကိုတားမရတော့ပြီဒေါနာလူတွေမြုပ်ပြီးတိုင်းပြန်ဖော်ပြီးစားလေတယ်အချို့လူသားများကိုဥစောကဒေါနာမသိအောင်ကြက်တင်ပြီးဖိုင်းနဲ့ထုတ်ထားရတယ်လူသားများသည့်နေများတွင်ဒေါနာတဲ့လူသားကြက်တင်များကိုကျွေးရလေတယ်ဒေါနာလည်းလူသားစားလေခွန်အားကြီးမားလာလေဖြစ်တယ်လူသားမစားသည့်အခါတွင်တူတကိုယ်လုံးပိန်ကြီးလာပြီးလူသားစားပြီးတည်နဲ့ချက်ချင်းအသားရည်ကဆူပြီးလာလေတယ်3 လကျော်လွန်ခဲ့ပြီးအချိန်မှာတော့ကျင်းစင်နောက်တစ်ဆင့်ကိုတရားမိချိန်ဖြစ်တယ်ဒုက္ခအသက်60ကျော်လူသားကိုလိုအပ်ပေတယ်သို့တော့ကိစ္စမရှိပေမနေ့ကမှအသက်64နှစ်ရှိလူတစ်ယောက်ကိုကူလာသွင်းထားတယ်မို့ထိုကူကိုပြန်ဖောက်ပြီးချက်ပြုတ်ကျွေးလိုက်တယ်သူတော်ပွဲတော်အုပ်တည်ပြီးဒီနေ့ဒေါနာလည်းအိပ်ပြန်တယ်3 ရက်လောက်အိပ်ပြီးပြန်ထလာတော့ဒေါနာအစွမ်းတစ်ခုထပ်တိုးလာတယ်ဒိုဆန်းကတော့အလွန်လင်းမြန်စွာပြေးနိုင်ခြင်းဖြစ်တယ်ဒိုဆန်းကိုညရောက်တော့ဒေါနာကစမ်းတက်ကြည့်တယ်ရွာကို3 ပတ်ပြေးဒီမှာ10 မိနစ်ပင်မချလိုက်ပြီရွာမှာအိမ်တိုင်းရှည်ကြီးဖြစ်ပြီးလေးမှန်ကန်ရှည်လျားသည့်ရွာကိုဒေါနာကအလွန်လင်းမြန်စွာပြေးလေတယ်အနေငယ်တာမောပြန်ပြီးကျန်တာဘာမှမဖြစ်ပေအောင်ပြီဗျအောင်ပြီအဖကျုပ်ကြိုက်တာလုပ်လို့ရပြီနှစ်ဆင့်ပဲရှိပါသေးတယ်တာရဲ့အဆင့်နေအများကြီးကြံပါသေးတယ်နှစ်ဆင့်နဲ့တောင်ဒီလောက်စွမ်းနေတာဗျာကျုပ်ဖြင့်အချိန်တွေမြင်မြန်ကုန်ပြီးအဆင့်တွေများများတက်လိုက်ရှင်တော့တယ်ဒေါနာတော်ရဲဝင်ခဲ့ပြီးဘန်ကလေးတွေခူးလာခဲ့တယ်ယခုတော့တစ်ပင်မော်တွင်ကပ်ပေါင်းနေသည့်တစ်ခွဘိုင်းကလေးများပါခူးယူခဲ့တယ်ထုံနောက်ထုံးစံတိုင်းမတ်ပန်းမွေးကျောင်းလာကိုစောင့်နေရတယ်မကြခင်မတ်ပန်းမွေးကဆွဲချင်းကလေးကိုကင်ပြီးရောက်လာလေတယ်ရောက်မတ်ပန်းမွေးအတွက်ဒီနေ့တော့တော်ရဲကတစ်ခွလေးတွေဖဲ့လာခဲ့တယ်ဗျအဖြူနဲ့အဝါရောင်တန်းနေသည့်တစ်ခွဘန်ကလေးများကအလွန်လှပနေတယ်လှလိုက်တာကိုဒေါနာရဲ့မတ်ပန်းမွေးကိုကျွန်တော်တခုတောင်းဆိုစရာရှိတယ်ဘာလဲဟင်ကိုဒေါနာမတ်ပန်းမွေးကျွန်တော်ကိုပြန်ချစ်နိုင်မလားမတ်ပန်းမွေးပါကလေးများရဲသွားပြီးထုံနောက်အရှိကိုဆက်လျှောက်သွားလေတယ်ဒေါနာကမတ်ပန်းမွေးလက်ကိုဆွဲထားလိုက်ပြန်တယ်ဟဲ့ကောင်မင်းဘာလုပ်တာလဲထိုအခါသူတို့နောက်မှလူတစ်ယောက်ထွက်ပေါ်လာပြီးထိုလူကတော့မတ်ပန်းမွေးအကိုဝင်ဖြစ်တယ်အကိုကြီးကိုမြင်လိုက်တော့မတ်ပန်းမွေးကအလွန်ထိတ်လန့်သွားလေတော့တယ်ဟင်အကိုကြီးမင်းကညီမကိုဘာလုပ်တာလဲဟဲ့ကောင်ဘာလုပ်ရမှာလဲဗျသူ့လက်ကိုဆွဲထားတာလေမမြင်ဘူးလားဒေါနာကခံပြောလိုက်လေတယ်ဒုက္ခမတ်ပန်းမွေးအကိုကြီးကတစ်ချက်ပြုံးလိုက်တယ်မတ်ပန်းမွေးအကိုကြီးဆုံးမှာရွာတင်လူမိုက်တူဖြစ်ရာတုံတန်ယုံလူကဝေးဝေးရှောင်ကြတယ်မင်းတက်သိတွေတဲကောင်းနေပါလားကွာဒီမှာကျုပ်ပန်းမွေးကိုရေထဲကနေတကယ်ချစ်တယ်ချစ်လို့ပန်းမွေးကိုချစ်စကားဆိုတယ်ဗျာလူငယ်ချင်းမှာတဘာဝချစ်ကြိုက်ကြတာဘာအပြစ်ရှိလို့လဲရှိတာပေါ့ကွာလူငယ်ချင်းချစ်တာအပြစ်မရှိပေမဲ့မင်းကအပြစ်ရှိရယ်ဘာလို့လဲဆိုတော့မင်းကလူရမဝင်နဲ့သူ့ဘရာစာမဟုတ်လားကွာဒေါနာထွက်သွားပြီးလက်သီးများကိုကြစ်ကြစ်ပါအောင်ဆုပ်ထားလိုက်တယ်သူတော်သူ့အသွေးတစ်ခုကသူ့ခေါင်းထဲကိုဝင်လာတယ်ဒီနေရာမှာတော့ဘာမှလုပ်လို့ရမှာမဟုတ်ဘူးအခုကပန်းမွေးရှိမှဆိုတော့ငါတီးခန့်နေမှဖြစ်မယ်ငါတိဥမှပေါ်သွားလို့မဖြစ်ဘူးထို့တို့သွေးလိုက်ကခေါင်းကိုအောက်တို့ငုံထားလိုက်တော့တယ်ဘာလဲမင်းကမြန်ငါ့ကိုထိုးမလို့တဲ့လားထိုးလေကွာလာထိုးဒေါနာထိုးနေရတွေပဲမှတ်တက်ရက်နေတယ်ကဲမင်းမထိုးရင်ငါထိုးပြီကွာဒေါနာကိုပန်းမွေးအကိုကြီးကတင်းဝင်ထိုးတော့တယ်ဒေါနာကဘာမှပြန်မလုပ်ပဲနောက်တော့ပန်းမွေးနဲ့ရွာသူရွာသားအချို့ကတားတဲ့ဖြင့်ပန်းမွေးအကိုကြီးကရက်လိုက်တော့တယ်ပန်းမွေးနေထိုင်စင်ချင်းရွာကတခြားလူနဲ့ဆိုငါဘာမှမပြောအေးဒါပေမဲ့အဲ့ဒီသူ့ဘရာသာကောင်နဲ့တော့ငါနဲ့မျက်နှာချင်းမစုံစေနဲ့နောက်တစ်ခါတွေ့ရင်အဲ့ကောင်ငါတက်ပြစ်မယ်ထို့တို့ပြောလိုက်ပြီးနောက်ပစိုးတူတူပြင်ဝက်လိုက်ပြီးရွာလမ်းတိုင်းထွက်သွားလေတော့တယ်အကိုဒေါနာဘာမှမဖြစ်ဘူးလားအကိုဘာလို့ပြန်ခံမချတာလဲဒေါနာပါကိုလက်ဝါးနဲ့ပုတ်လိုက်တယ်အထိုးခံရဒီမှန်တော့လဲဒေါနာအတန်းဟာကြီးကြီးမားမားမရလိုက်ပြီအကိုကမတ်ပန်းမွေးကြောင့်ခွင့်လွှတ်လိုက်တာပါဘယ်လိုဟုတ်တယ်မတ်ပန်းမွေးရဲ့အကိုဟာအကိုရဲ့ရောက်ဖဖြစ်လာမဲ့လူလို့တွေ့ပြီးအကိုတီးခံလိုက်ပါတယ်
မပန်းမွေအကိုကြောင့်အိမ်မှာအနေရခက်တာမဖြစ်စေချင်လို့ပါအကိုရဲ့ပန်းမွေမျက်လုံးတွင်မျက်ရည်များလုံးသက်လာလေတော့တယ်ညနေရောက်တော့ဒေါနာကရွာပြင်လမ်းမေးတနေရာတွင်တစ်ပင်တပင်ကိုမိပြီးထိုင်နေလိုက်တယ်မကြမီမပန်းမွေအကိုကြီးကအရံမူးပြီးပြန်လာလေတယ်ဟဲ့ကောင်မင်းနဲ့တွေ့ပြန်ပြီမင်းငါရှိကထွက်သွားစမ်းဒေါနာကခေါင်းကိုခါလိုက်ပြီးမှတ်တက်ရက်လိုက်တယ်အိုးဗျာကိုရောက်ဖကြီးနဲ့တွေ့ကြလို့လာဆောင်နေပါတယ်ဆိုမောင်းထုတ်ရသလားဗျဘာရောက်ဖဟုတ်လားထွေးမပန်းမွေအကိုကထိုးလို့ပြောလိုက်ပြီးအနားရှိတုတ်တစ်ချောင်းကိုကောက်ယူလိုက်လေတယ်အောင်မမင်းနောက်တစ်ခါထပ်ပြောလိုက်စမ်းပါမင်းတို့တုတ်တန်မှာမင်းပြန်မြုပ်ခံရလိမ့်မယ်ကြားလားဒေါနာကတစ်ချက်ရေလိုက်တယ်ဘယ်သူမြုပ်ခံရမလဲစောင့်ကြည့်လိုက်ပေါ့ဗျာမပန်းမွေကိုကြီးကဒုတ်ပြင်းဒေါနာကိုပြေးရိုက်တယ်ဒုက္ခဒေါနာခေါင်းကိုထိပြီးကျိုးသွားတော့လဲဒေါနာဘာမှဖြစ်ပြီမပန်းမွေအကိုကဒေါနာထွက်သွားကဒေါနာကိုလက်သီးဖြင့်ထိုးပြီးခြေထောက်ဖြင့်ကန်တယ်သူတော့ဒေါနာကဘာမှမဖြစ်ပြီရောက်ဖကြီးခမည်းကျုပ်ကိုချလို့ဝပြီလားဗျဟင်မင်းဘာကောင်းလဲဒုက္ခဒေါနာကအပြင်းကြောဆန့်လိုက်တယ်ကဲရောက်ဖခမည်းပြီးရင်ကျုပ်လက်ပေါ့ဒေါနာကခြေထောက်ဖြင့်မပန်းမွေအကိုကြီးရင်ဝါကိုစောင့်ကန်လိုက်တယ်မပန်းမွေအကိုကလက်ဖြတ်ဖြင့်ခံထားလိုက်တော့လဲကန်ချက်ကပြင်းလို့တစ်ဖြင့်လက်ဖြတ်ရွများကျိုးကုန်ပြီးနောက်တော့လင်းငါးပေကလွင့်ထွက်သွားတော့တယ်ငါလက်တွေကျိုးကုန်ပြီဒေါနာကအနာတို့ရှောက်သွားပြီးပေါင်ကိုတက်နေလိုက်တယ်မပန်းမွေအကိုကြီးပေါင်မှာကျိုးသွားလေတယ်ဒေါနာကမပန်းမွေအကိုကြီးကိုအပေါ်ကငုံကြည့်လိုက်တယ်ဟဲ့ကောင်သူ့ပရသာငါတေးရင်တော့မင်းကိုငါနှမနဲ့တဘောမတူနိုင်ဘူးမင်းကိုငါခွင့်မလုပ်ဘူးကွဒုက္ခဒေါနာဖနှောက်ဖြင့်မပန်းမွေအကိုမျက်နှာကိုအချိန်မောင်းများစွာပေါက်လျာခေါင်းကြီးပြားသွားသည့်အထိဖြစ်တယ်အနားတွင်ဥကောင်းများပြန့်ကျဲနေတယ်မျက်လုံးနှလုံးကလည်းမြေပေါ်တွင်ကျွတ်ထွက်နေပြီးသွားများကလည်းပြန့်ကျဲနေလေတယ်စိတ်ချပါရောက်ဖကြီးရဲ့ခမားသေးပြီးမှကျုပ်ပန်းမွေးကိုလက်ထက်ယူမှာပါဗျဟာမပန်းမွေးအကိုကြီးမှာရွာမပျောက်ချင်းမလားပျောက်သွားလေရာအလောင်းမင်ရှာမတွေ့ပြီအချို့ကတော့မြို့သက်သွားတယ်ဖြစ်နိုင်ကြောင်းအချို့ကတော့ရန်ညိုးရှိသည့်လူမိုက်များကတက်သွားတာဖြစ်နိုင်ကြောင်းထင်ကြီးပေးကြတယ်ဘာဖြစ်သွားတယ်ဆိုတာတော့မြည်သူမှတိတိကျကျမပြောနိုင်အမှန်တကယ်ကတော့ဒေါနာဘိုက်ထဲရောက်သွားခြင်းဖြစ်တယ်တို့အဖြစ်များဖြစ်ပြီးနှစ်ပတ်အကြာတွင်ဒေါနာကိုမပန်းမွေးကအဖြေပြန်ပေးတဲ့ဖြင့်ဒေါနာနဲ့မပန်းမွေးချစ်သူတွေဖြစ်သွားကြတယ်ယောက်ကများကတီးတိုးဖြင့်မကောင်းကြောင်းဆိုကြတယ်ဆိုလဲဆိုကျင်စရာပဲဒေါနာမှာပစ္စည်းလက်မဲ့စင်ရာသူပရတာဖြစ်ပြီးမပန်းမွေးတွင်ရွာတွင်ဂုံရှိသည့်ကျောင်းဆရာမတစ်ယောက်ဖြစ်တယ်ဒီရောက်တော့တုတ်တန်တွေကဇရက်ကလေးတွင်ဦးစောကစလိတ်ထိုင်ဖွာလျက်ရှိတယ်ဒေါနာကအပြင်မှပြန်လာပြီးဦးစောနှပေးတွင်ဝင်ထိုင်လိုက်လေတယ်အဖမကြခင်အဆင့်3ကိုတက်ရတော့မယ်ဆိုတော့အဆင့်3ကဘယ်လိုလုပ်ရမှာလဲဗျအသက်50အရွယ်လူသားလိုတယ်အဲ့ဒါကိုဖက်ဝန်းရွက်10ရွက်ခင်းပြီးအဲ့ဒီအပေါ်မှာတင်ပြီးစားရမယ်စားရကတော့ထုံးနိုင်ပေါ့ကွာဘာမှမပါနဲ့တောင်းကိုငါလုပ်ပေးပါမယ်ဟုတ်ကဲ့ဗျနလားခန့်အကြာတော့ဒေါနာအချင်းနေမကောင်းတော့တုတ်တန်နေမြေချမိသူမရှိတာ10ရက်ခန့်ကြော်နေပြီဖြစ်တယ်ဦးစောလှုပ်ထားသည့်လူသားအကျက်တင်လူသား6များမှလည်းကုန်နေပြီဖြစ်တာကြောင့်ဒေါနာထုံးတဲ့အတိုင်းအေးရတယ်ခွေပြောနေပြီဖြစ်တယ်ရောင်ကရန်းတွေအော်ဟစ်နေပြီးသူ့အိမ်မက်ထဲတင်ဘလိုးကြီးများတရေကြီးများကသူ့ဟာလူသားလာတောင်းကြတယ်သူကမပေးနိုင်တဲ့ဖြင့်သူ၏ခြေလက်များကိုအစိမ့်လိုက်ကိုက်စားကြတယ်အိမ်နေရာမှာလန့်အော်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့အချိန်ကညဘက်ကြီးဖြစ်နေတယ်သူနေတွင်ဦးစောကဖျားပေါ်တွင်အိတ်ဆက်နေတယ်ဦးစောကဆောင်းတဲ့ကိုခြုံပြီးအိမ်နေရာမှာခြေတော်တစ်ဖက်ကဆောင်းပြင်းထွက်နေပြီးထိုခြေတော်ကဒေါနာ၏ဇာလောင်၏စိတ်ကိုနှိုးဆော်နေတယ်လို့ဖြစ်နေတယ်ချက်ချင်းပင်ဒေါနာကငေါက်ကလေးထားလိုက်ပြီးနောက်ဦးစောကိုဖမ်းချုပ်လိုက်တယ်ဦးစောလည်းလန့်နှုံးသွားလေတယ်တားဒေါနာမင်းဒါဘာလုပ်တာလဲကျုံမရတော့ဘူးအဖကျုပ်ရမ်းစားလောင်နေပြီကျုပ်လူသားစားရမှဖြစ်မယ်ဦးစောလည်းအလွန်ထိတ်လန့်သွားပြီးဒေါနာချုပ်ထားသည့်အားကိုသူမယုံနိုင်တော့ဟဲ့ကောင်မင်းငါ့ကိုစားလို့မရဘူးနော်ဒေါနာတစ်ချက်ငိုင်ကြသွားတယ်ဘာဖြစ်လို့လဲအဖမင်းငါ့ကိုစားရင်မင်းအစင်နောက်တစ်စင်တက်ဖို့ကိစ္စကိုဘယ်သူလုပ်ပေးတော့မှလဲကွာဒေါနာဦးစောကိုချုပ်ထားရင်ငိုင်သွားတယ်ဟုတ်တယ်ငါအစင်တက်ဖို့ကိစ္စဒေါနာကရေးရပြီးနောက်ဦးစောကိုဆွဲခေါ်လာကဇရဲတိုင်တွင်ကျိုးဖြင့်တကိုယ်လုံးကိုတုတ်ထားလိုက်တော့တယ်ဟဲ့ကောင်ငါ့ကိုလွတ်ပေးစမ်းဒေါနာလည်းဇရက်ပေါ်မှာဆင်းသွားတော့တယ်မကြခင်ဒေါနာဇရက်ပေါ်ပြန်တက်လာတယ်သူ့လက်ထဲတွင်မိဖို့တစ်လုံးပါလာတယ်ဒေါနာကအေးလူပင်မိဖို့ကိုဖိုနေလိုက်တယ်အဘချီတော့ကိုဖြတ်မလို့ဘာကွဦးစောအလွန်ထိတ်လန့်သွားပြီး
သူတကိုယ်လုံးတုံလုံးလာလေတယ်ဒေါနာကဓမ္မကြီးတစ်ချောင်းယူလာပြီးဒဲဦးတစ်ခုကိုလည်းယူလာခဲ့လေတယ်ဟဲ့ကောင်ဒေါနာမင်းဘာလုပ်တာလဲတာမင်းကွာမင်းငါကမွေးထားတာမဟုတ်ပြီမဲ့မင်းဘွားတစ်ခုလုံးကိုငါလှုပ်ကြွေးခဲ့တာပါကွမင်းကောင်းစားရေးကိုပဲငါတက်တက်လုံးတွေးလာတာပါဟာငါကောင်ရဲ့ဦးစောမပြောရင်းမျက်ရည်တွေကျလာလေတယ်ဒါဆိုလဲဗျာလှုပ်လက်စားနဲ့ဆက်ပြီးတာလှုပ်အဖကြီးကျုပ်အဖသားကိုစားတယ်ဆိုတာလဲကျုပ်ရှိချောက်ကောင်းစားရေးလိုပဲအဖမှတ်လိုက်ပါဘာကွငါအမားပါအားလုံးငါအမားတွေပါဒေါနာကဒဲအိုးကိုမိဖို့ပေါ်အချင်းကြားတင်ထားလိုက်ပြီးတော့ဦးစောနာကိုကတ်လာလေတယ်မင်းငါ့ကိုဘာလို့မလို့လဲအဖကတော့ချက်ချင်းစားလို့မဖြစ်သေးဘူးလေတပတ်ခါဆိုနောက်တစ်ဆင့်ကူရမယ်လူသားပွဲတော်အုပ်လုပ်ရမယ်မဟုတ်လားအဖရဲ့အဖအသက်ကလည်း90ကျော်ဆိုတော့အဖကိုပဲပွဲတော်အုပ်လုပ်ရမှာပဲမင်းကွာအခုတော့အဖရဲ့ခြေတော်တစ်ဖက်ကိုဖြတ်ပြီးတော့စားလိုက်အောင်မယ်အဖတစ်ဖက်ခါအထိသေလို့မဖြစ်သေးဘူးလေဒီတော့အဖခြေတော်ကိုဓာတ်နဲ့ဖြတ်ပြီးအနာကျအောင်လို့တန်တဲ့အိုးနဲ့ကတ်ထားလိုက်ရမှာပဲဟာဟဲ့ကောင်ကဲကြပါဦးညတကောင်တုတ်တန်ကြီးမှဦးစောအော်တန်ထွက်ပေါ်လာတော့လဲကြားနိုင်လို့မရှိပေအဖရဲ့တိတ်မအော်ပါနဲ့တေမာမမဟုတ်တာဒေါနာကထိုးပြောပြီးနောက်အဝိဇ္ဇာတစ်ခုကိုဦးစောပါဇက်ကိုဖျဲပြီးထည့်ပေးလိုက်တယ်ဒေါနာတစ်သားတုံးတစ်ခုနဲ့ဓမ္မကြီးကိုကင်လာတယ်တန်တဲ့ဦးကြီးမှမိဖို့ပေါ်တင်ထားတာကြားတဲ့ဖြင့်ပူလောင်လျက်ရှိတယ်ဒေါနာကဦးစောဘဲဘဲပေါင်လေလောက်တွင်တစ်သားတုံးကိုခုခံလိုက်တယ်ထို့နောက်ပစိုးအားလန့်တင်လိုက်ပြီးနောက်ဓမ္မကြီးကိုကင်ကအားဖြင့်လွဲခုတ်လိုက်တော့တယ်ဦးစောခြေတော့မှပေါင်လေမှတိတိပြတ်သွားလေတယ်သွေးမြမှလည်းပန်းပြီးထွက်လာလေတယ်တို့ကဒေါနာကတန်တဲ့ဦးပူကြီးကိုယူလိုက်ပြီးနောက်ပြတ်သွားတဲ့ဦးစောပေါင်ကိုအပြားလိုက်ကပ်ပေးလိုက်တယ်ဦးစောမှတကူလုံးတုံရင်နေပြီးချွေးပါကျနေတယ်လူတော်ကိုတန်တဲ့ဦးပူကြီးနဲ့ကပ်လိုက်တဲ့ဖြင့်မိကိုလုံးတွေရောညွန်နှန်းတွေပါမွန်နေတော့တယ်ဦးစောလည်းပါဇက်ပိတ်ထားပြီးမှအတန်မထွက်နိုင်တူဦးဖြစ်တာအော်ကြီးနေလေတယ်ဒေါနာကတော့ဦးစောခြေထောက်ကိုသူ့ရှိတွင်အစိမ့်လိုက်မင်းကြီးရှက်ရီဝါစားနေတော့တယ်ဦးစောလည်းထုံမြင်ငွေများကိုကြည့်ပြီးမိမျောသွားတော့တယ်မိမြကြောက်အောင်မိမျောသွားတယ်မသိဦးစောတတိပြန်လဲလာတော့နေကင်းဘက်ကြီးဖြစ်နေပြီသူ့ဘယ်ဘက်ခြေထောက်မှာပေါင်ရင်ကနေပြန်နေပြီးသူတတိပြန်ရလာတော့ဒေါနာကသူ့နားတွင်ထိုင်လိုက်လေတယ်ထို့နောက်သူ့ပါဇက်မှဝစ်စားကြီးကိုထုတ်ပေးလိုက်တော့တယ်ဒေါနာကိုတတွေးဖြင့်ထွေးလိုက်လေတယ်မင်းကလူမဟုတ်ဘူးလူဆိုရင်ကျေးဇူးတရားကိုတီးတတ်ရတယ်ကွဒေါနာကရေတစ်ခွက်ခတ်ပြီးဦးစောပါဇက်နာသိပြီးလိုက်တယ်ဦးစောကရေကိုခမန်းကရန်တောက်လိုက်ပြီးရေစားနေပြီးမှကြာနေပြီဖြစ်တယ်ထိုစဉ်တုတ်တန်အဝတွင်လူတချို့ကိုတွေးလိုက်ရတဲ့ဖြင့်ဒေါနာကကြည့်လိုက်တယ်ဦးစောကလည်းထိုခွင်းရည်ကိုလက်လွတ်မခံတော့ကဲကြပါဦးအတန်းနဲ့ကြီးဖြင့်အော်လိုက်တဲ့ဖြင့်ဒေါနာလည်းအလွန်ထိတ်လန့်သွားပြီးထို့နောက်ဦးစောကိုလက်သေးဖြင့်ခေါင်းကိုထိုးလိုက်လေတယ်လက်တီးချက်မှာအလွန်ပြင်းတဲ့ဖြင့်ဦးစောလည်းမူးမိသွားတော့တယ်ဒေါနာကဦးစောကိုစောင်းတထဲဖြင့်အုပ်ခဲ့ပြီးဇရက်လေးမှပြေးဆင်းလာခဲ့တယ်မသားလာပြီထင်တယ်စားတော့မယ်ထင်မလူ၃ယောက်ခန့်တုတ်တန်ထွေတွင်ရက်နေရာမသားမဟုတ်မှန်းသိလိုက်ရသည့်အတွက်ဒေါနာစိတ်ထဲကျသွားတယ်ခုနကအော်ဒန်ကြားလိုက်သလားလို့ဟုတ်တယ်ကျုပ်အော်လိုက်တာဒါနဲ့ဦးစောရှိသလားဦးစောကိုဘာလို့မလို့လဲထိုလူများကတုတ်တန်အတွင်းဟိုကြည့်ဒီကြည့်လမ်းကြည့်နေကြတယ်ဒီလိုပါဒီနေ့ကကျုပ်အမေဆုံးတာ9နှစ်ပြည့်ပြီလေဒီမှာကူတွင်းထားတော့နှစ်တိုင်းအမေအုပ်ကူကိုလာကြည့်ပြပါတယ်ဒေါနာလည်းခေါင်းချင်းပြလိုက်တော့ထိုလူ၃ယောက်တုတ်တန်အတွင်းဝင်လာခဲ့ကြတယ်ဦးစောဘယ်သွားလဲဗျဦးစောကမြို့တက်သွားတယ်ဗျမြို့ဘာသွားလို့တာလဲဗျထိုလူမှစကားကြောရှင်နေဒီကိုဒေါနာကမကြိုက်တော့ပေါက်ပြားနဲ့လိုအပ်တာတချို့သွားဝယ်ပါတယ်ဟောဟုတ်လားခမ ्या ကဘာတူလဲကျုပ်ကဒေါနာဦးစောရဲ့သားပါအရင်နှစ်တွေကကျုပ်တို့လာရင်ခမ ्या ကိုမတွေ့ပါဘူးဒေါနာလည်းလမ်းလျှောက်နေရမှရက်တန်လိုက်တော့တယ်ခမ ्या တို့လာတဲ့အချိန်ကျုပ်ကအပြင်သွားနေတာဖြစ်မယ်ဗျကဲခမ ्या တို့ရဲ့အမေရဲ့ဥက္ကဘယ်မှာလဲအရှိကနေသွားကြထိုအခုမှတုတ်တန်နောက်ဖက်တွင်ရှိတဲ့ဖြင့်ဒေါနာတို့နေသည့်ဇက်ကလေးနီးမှဖြတ်တန်းသွားလေတယ်ဦးစောလည်းတတိပြန်ဝင်လာပြီးအော်ဟစ်ဖို့ကြိုးစားပြီးမှပါဇက်ထဲဝှစ်ဆုတ်ထားခဲ့သည်မို့အတံမထွက်နိုင်ဒိုစဉ်လူစကားပြောတဲ့များနဲ့လမ်းလျှောက်တဲ့များခြေတံများကိုကြားလိုက်ရသည်မို့အကူကြီးရလို့ညတကိုယ်လုံးအကုံတုံပြီးရုန်းကန်တော့တယ်ဟဲ့လူဇရဲထောက်နာမှာစောင်းကြီးအုပ်ထားပြီးစောင်းကြီးကလည်းလုံနေပါလားအဲ့ဒါဘာကြီးလဲဒေါနာလည်းရင်သက်ထိတ်ထိတ်ဖြစ်သွားတယ်ဆက်စုလာတော့ထိုလူကဇရဲပေါ်တက်ကြည့်ရန်ပြင်ဆင်နေလေတယ်မသွားနဲ့ဘာလို့လဲဗျအဲ့ဒါတုတ်တန်ထဲမှာနေတဲ့ခွေးမဗျကလေးမွေးနေလို့စောင်းနဲ့အုပ်ထားတာခမ ्या သွားလာလိုက်ရင်ခမ ्या ကိုကိုက်မှာပေါ့ထိုအခါထိုလူလည်းရက်တန့်သွားလေတယ်ဟုတ်ပါဗျာတူနဲ့ညီတဲ့တောင်ကြားရသေးတယ်နော်
သူတို့ပြောပြီးထိုလူကဇရက်ပေါ်မှာပြန်ဆင်းလိုက်ပြီးနောက်တုတ်တန်တဲ့အုပ်ကူဖြူဖြူများစီတို့ရှောက်သွားတော့တယ်သူတော်မဒေါနာလည်းတက်ပြင်းချနိုင်တော့တယ်သူလူများပြန်ပြီးဒီအခါဒေါနာဖို့အရက်တလုံးနဲ့ခောက်ဆွဲကြော်တို့ပေးခဲ့ကြတယ်ဒေါနာလည်းတက်ပြင်းချပြီးဇရက်ပေါ်တက်ခဲ့တယ်ဒေါနာရက်နဲ့ခောက်ဆွဲကြော်ကိုဦးစောရှိတင်ချပြီးနောက်သူကထိုင်နေလိုက်တယ်ဦးစောကိုအုပ်ထားပြီးစောင်းကိုဖယ်ပေးလိုက်လေတယ်အဘကလည်းသူတို့တိတ်တိတ်မနေဘူးစူညံလုံနေတယ်သူတို့ပြောရင်အစာကျွေးရန်ဦးစောပါဇက်မှအဝိစာကိုထုတ်လိုက်တယ်ခွေးလောက်မှတစ္ဆာမရှိတဲ့ကောင်ဒါကြောင့်ရှေးလူကြီးကပြောတာချင်းနှချောင်းမကဲကောင်းတဲ့မင်းကိုတရောင်းစားအဖြစ်နဲ့ဘယ်နာတိတ်တိတ်ဆိုပြီးပြစ်ထားခဲ့ရမှာကွာအပူတွေပြောမနေပါနဲ့အဘရာရော့ခောက်ဆွဲကြော်စားထိုစဉ်တုတ်တန်နာမှလက်တစီဖြတ်သွားတယ်ကိုကြားလိုက်ရတဲ့ဖြင့်ဦးစောမျက်လုံးများပြူးကျဲသွားတယ်ကဲကြပါဒေါနာလည်းစိတ်တူသွားလေတယ်အဘကိုတိတ်တိတ်နေပါလို့ပြောတာကိုကျုပ်စိတ်ကိုလာမစွနဲ့ဒေါနာကထိုးတို့ပြောလိုက်ပြီးဇရက်ထရန်တွင်ထိုးထားသည့်ဓမြောင်တလက်ကိုပြေးဖြုတ်လိုက်တယ်ဦးစောကတော့လွတ်ညာအော်ဟစ်နေစေဖြစ်တယ်ဒေါနာကဦးစော၏ပါးစပ်ကိုဖျဲလိုက်ပြီးနောက်ရှာကိုလက်ဖြင့်ဆွဲထုတ်လိုက်တယ်နောက်လက်တစ်ဖက်မှာလည်းဦးစော၏ရှာကိုအရင်မှဓမြောင်ဖြင့်ဖျက်ချလိုက်တော့တယ်ဦးစောမှအော်ဟစ်၍နေလေတယ်ဒေါနာကဦးစောကိုပြုံးပြီးကြည့်လိုက်တယ်ထို့နောက်သူ့လက်ထဲကရှာကိုကြည့်လိုက်တယ်ရှာမတုံရင်နေပြီးတွန့်လိန်နေလေတယ်ဒီလောက်အတန်ကျဲတဲ့ရှာစားပြစ်တာပဲအေးမယ်ထို့တို့ပြောပြီးထိုရှာကိုပါဇက်ထဲပြစ်ထက်ကဝါနေလိုက်တော့တယ်နောက်ပြီးဦးစောကိုအရက်တစ်ခွက်ငှဲ့တိုက်လိုက်တယ်ကဲအဘကြီးအရက်ကလေးတောက်ထားလိုက်မုန်းနေတော့နာတာရော့တာပေါ့တို့တော့ရှာဖြတ်ထားသည်မို့အရက်များကပါဇက်ထဲဝင်နေခါပူဆက်နေလေတယ်ဦးစောလည်းအရက်များကိုအကုန်ပြန်ထွေးထုတ်ပစ်တယ်ဒေါနာကထိုကခောက်ဆွဲကြော်ကိုလက်ဖြင့်ခဲယူလိုက်ပြီးဦးစောပါဇက်ထဲထည့်ပေးလိုက်တယ်စားထားများစားထားအဘရတပည့်ခါထိတေးလို့မဖြစ်သေးဘူးဘာလို့လဲဆိုတော့လူသားကမလက်ရင်စားမကောင်းဘူးဗျညောက်တော့ဦးစောဘယ်ဘက်လက်ကစစ်ကနေခံစားလိုက်ရတော့ဦးစောအာယူပြီးမျက်လုံးများကိုဖွင့်ကြည့်လိုက်တယ်ဒေါနာကညာဘက်လက်ကိုလက်မောင်းမှဖြတ်နေတယ်ထို့နောက်တန်တယ်ဦးကြီးနဲ့ကပ်ပြန်တယ်ဦးစောလည်းအားရှိသလောက်အသေးကုံအော်ချတော့လေရှာမရှိတဲ့ဖြင့်အတန်ကျဲမထွက်နိုင်တော့အဘရဲ့ကျုပ်လဲစာလုံးလို့စားရတာပါစိတ်ရှိတိုင်းဆိုအကုန်စားဖြစ်ချင်ပေမဲ့အင်္ဂါဆုံးပါအောင်ခြံထားလို့ပါဗျဦးစောလဲပြန်ပြီးမေ့မျောသွားတော့တယ်ဂျန်နီရဲ့များတဲ့ဦးစောအဖျားတက်နေပြီးတတိကရတဲ့ချက်မရတဲ့ချက်ဖြစ်နေတယ်တတိပြန်ရလိုက်တိုင်းမြန်တေဖို့ကိုတောင်းတနေမိတယ်ရဲတော့အေးဆက်တော့ရေများကဦးစောမျက်နှာကိုလာစင်တဲ့ဖြင့်မျက်လုံးများကိုအာယူပြီးဖွင့်ကြည့်လိုက်တယ်ဦးစောအပေါ်ဘက်တင်ဇရက်ခေါမိုးကြီးကိုမြင်တွေ့ရလေတယ်သူကပလက်အနေထားဖြစ်ပြီးလက်တဲ့ခြေတွေကိုအာယူလှုပ်ကြည့်တော့လဲမလှုပ်ရှားနိုင်ပြီတော့ကဲအဘကြီးဒီနေ့ကတော့အဘရဲ့နောက်ဆုံးနေ့ပဲနောက်ဆုံးအနေနဲ့ကျုပ်ကိုတခုခုမှာခဲ့ပါဦးအဘရဲ့ဦးစောကပါဇက်ကိုဟအောင်နာဟနိုင်တော့တယ်ထို့နောက်လေတံကလေးဖြင့်တားလို့တာတခွန်းပြောလိုက်လိတော့တယ်တို့ပြောလိုက်တော့လဲရှားမရှိတော့တဲ့ဖြင့်အာဟုတာအတန်တလုံးနဲ့ထွက်တော့တယ်ဒေါနာလည်းခေါင်းကြီးလိုက်ပြီးနောက်ဦးစော၏ခေါင်းကိုကင်ကားလက်ဘင်းကိုလင်းရဲ့ချိုးလိုက်တော့တယ်ဦးစောသားနဲ့ပွဲတော်အုပ်ပြီးပြီးနောက်ကျင်းစဉ်တစ်ဆင့်အောင်မြင်မြန်ပြီထိုအခါဒေါနာကကျင်းစဉ်ပြီးထူးခြားချက်ကိုစမ်းတက်ကြည့်တယ်တစ်ချက်ခုံလိုက်ရတဲ့လူမပြန်သွားပြီးဇရက်ခေါမိုးပေါ်ကျသွားလေတယ်ဟင်ငါအမြင့်ကြီးခုံနိုင်မှာလားဒေါနာကမကြည့်နဲ့သေးပဲဆက်ခုံကြည့်တယ်တုတ်တန်လေးတိပင်ကြီးတပင်ကြီးထိတ်များရောက်လို့နေမြင့်တက်သွားလေတယ်ဒေါနာလည်းအပျော်ကြီးပျော်သွားကရွာဘက်တို့ခုံပေါက်ရင်းထွက်သွားပြီးနောက်ရွာရှိအိမ်ခေါမိုးများပေါ်တွင်ခုံရင်းလွှားရင်းပြေးသွားတော့တယ်မနဲ့မိုးစင်စင်မလင်းသေးသည်မို့မိသူပြေးသွားမှတော့ရွာကလူတွေကမမြင်လိုက်ကြပြီတို့တော့ရွာရှိခေါမိုးများတွင်ခြံရကြီးများထင်ကြခဲ့တယ်လို့အချို့တနည်းမိုးများကပေါက်ပြဲကုန်လေတယ်မပမွေးနဲ့လည်းလူရင်းနေလာကြပြီးနောက်တခါတရံကြောက်ပရဲ့များတွင်ရွာနီးတွင်ချင်းသွေးလေးရှိကြတယ်တခါတော့မပန်းမွေးကရာဦးစိတ်တွင်ချင်းဆိုထား၍ဒေါနာလာခဲ့ရာဇီဒီရီမီနာရောက်တွင်မြေကြီးမှနင်းလို့မရတော့ပဲပူလောင်နေတယ်ဒုံလေးကချိန်ထားသည့်နေရာတို့မသွားပြတော့အလုံးပူလောင်တစ်ဖြစ်မနေနိုင်တော့ကြောင့်ဒေါနာပြန်လာခဲ့လေတယ်တုတ်တန်ရင်ဦးစောမရှိတော့လဲဘာမှမဖြစ်အာရူပါမြေချလင်ဒေါနာကတာလောက်ကင်ပေးရတယ်မြေဖုတ်ပြီးလူလေးနဲ့ဒေါနာကဖော်ပြီးစားတော့ပလိုက်တယ်တို့တော့ဒေါနာထံတွင်ပြဿနာကြီးတစ်ခုရှိနေတယ်ဒေါနာကစားတလုံးမှမတက်ပြီထို့ကြောင့်ပေါ်လီတာရပရပိုက်တွင်ရေးထားသည့်စာများကိုတလုံးမှမဖတ်တတ်အကယ်၍နောက်တစ်ဆင့်တက်မယ်ဆိုရင်ခက်ခဲများကြီးရှိနေတယ်ဦးစောကဒေါနာကိုအကုန်စင်မဖတ်ပြပဲကျင့်စဉ်တစ်ဆင့်တက်ခံနေမှတာပြောပြလေးရှိတဲ့ဖြင့်ဘာဆက်လုပ်ရမှမသိဖြစ်နေတယ်ဒေါနာခေါင်းမီတောက်နေပြီဖြစ်တယ်နောက်နလာခန့်ကြာအဆင့်တက်ရဖို့လူသားပွဲတော်ကိုခင်းရတော့မယ်တို့တော့ဘာလုပ်ရမှန်းသူမသိပေနောက်ဆုံးဒေါနာအကြံတစ်ခုရသွားတယ်ထိုအကြံကတော့မတ်ပန်းမွေးပင်ဖြစ်တယ်
မပန်းမွေးမှာဆီယာမဖြစ်တဲ့ဖြင့်စာမတက်မှာတော့ဘာမှမပူရထို့ကြောင့်မပန်းမွေးကိုကျောင်းပိရဲ့ရွာပြင်6ခန်းတစ်ပိရှိတပြေပင်ကြီးအောက်သို့ချင်းဆိုလိုက်လေတယ်ချင်းဆိုထားသည့်ရက်တွင်မပန်းမွေးကဆက်ဆက်မြက်မြက်ရောက်လာလေတယ်ထိုနေရာကလေးကတာယာလာတယ်ချောင်းကလေးကိုလည်းမြင်နေရပြီးရွာနဲ့လည်းအနှဲငယ်လမ်းပြီးလူပြတ်တဲ့ဖြင့်အေးလူစကားပြော၍အဆင်ပြေလေတယ်မပန်းမွေးရောက်တော့ချစ်စကားကြိုက်စကားများပြောပြီးတင်မပန်းမွေးကိုဖရပတ်ကလေးထုတ်ပေးလိုက်တယ်ပန်းမွေးအကိုကိုဒါလေးဖတ်ပြပါလားဘာကြီးလဲအကိုရဲ့မပန်းမွေးကဖရပိုက်လေးကိုလမ်းယူလိုက်လေတယ်အဖဆုံးတော့အဖကြံခဲ့တဲ့ပစ္စည်းကလေးအချို့ကိုရှင်းလင်းရင်းဒါလေးထွက်လာတာပန်းမွေးလည်းတီးတဲ့အတိုင်းအကိုကစာမတက်ဘူးလေပန်းမွေးကဖရပိုက်လေးကိုဖွင့်ပြီးဖတ်ပြလေရာဒေါနာကသူ့နားထောင်လို့ဒီကျင့်စဉ်အဆင့်တက်သွားသည့်နေရာများနဲ့ပြင်ဆင်ပုံများကိုအတေချာစိတ်ထဲမှတ်ထားလိုက်တော့တယ်အကိုခကြီးကအောင်လန်းကျင့်စဉ်ကြီးနဲ့တူတယ်အကိုလည်းမသိပါဘူးကွာအဖကြံခဲ့တဲ့ပစ္စည်းဖြစ်နေလို့ဒါပဲတော့အကိုပန်းမွေးကိုချစ်တယ်ဆိုဒီလိုမဟုတ်တာတွေမလုပ်ရဘူးဒေါနာကလိုချင်တာရပြီမို့ခေါင်းကြီးလိုက်တယ်အင်းမပန်းမွေးရဲ့ပန်းမွေးမကြိုက်တာတွေအကိုဘာမှမလုပ်ဘူးထိုးလို့ပြောပြီးထိုးပရပိုက်လေးကိုချောင်းထဲသို့ပစ်လိုက်တော့တယ်ကဲအခုဆိုရပြီလားပန်းမွေးကခေါင်းသာညှိလိုက်တယ်ထိုကဒေါနာကပန်းမွေး၏ပါကလေးကိုအသာလေးဖွနှမ်းလိုက်လေတယ်တိတ်ဆိတ်ငြိမ်သက်သည့်နေရာလည်းဖြစ်ပြန်အထီးတွေးကိုလည်းမယုံကန်နိုင်သည့်အတွက်ချစ်တူနှစ်ဦးထိုးနေရတဲ့နှစ်ကိုယ်တူပျော်မြူးနေကြတော့တယ်တနေ့တော့မပန်းမွေးကျောင်းကပြန်လာတော့ဖခင်ဖြစ်သူကသူ့ကိုလမ်းခေါ်လိုက်လေတယ်အဖေဘာပြောမလို့လဲနင်ဒေါနာနဲ့ကြိုက်နေတယ်ဆိုတာငါသိတာကြပြီမပန်းမွေးခေါင်းငုံနေလိုက်တယ်ငါကခွဲခြားတဲ့အယူဆတွေတော့မရှိပါဘူးဒေါနာလည်းလူတစ်ယောက်ပဲဒါပေမဲ့နင့်ကိုတောင်းယူမယ်ဆိုရင်တော့သူ့မှာပစ္စည်းဥစ္စာရှိရမယ်သူပစ္စည်းလက်မဲ့ဖြစ်နေတယ်သမီးနဲ့တဘောသူမှမဟုတ်ဘူးဆိုတာကိုတော့သူသိအောင်ပြောလိုက်စမ်းပါမပန်းမွေးလည်းခေါင်းငိမ့်လိုက်ရတော့တယ်ညနေနေဝင်ချင်းရောက်တော့ရွာမအပြိုချို့ရေခတ်ဆင်းကြတယ်မပန်းမွေးနဲ့ဒေါနာကတော့ထိုကံပေါင်မေးတွင်ထိုင်နေကြတယ်အကိုကျမတို့ဒီတိုင်းနေလို့မဖြစ်တော့ဘူးဒီအတိုင်းမနေချင်တော့ပန်းမွေးကဘလို့နေချင်လို့လဲအဲ့ဒါကိုပြောတာမဟုတ်ဘူးပန်းမွေးကိုအကိုတကယ်ချစ်ရင်ပန်းမွေးကိုတင်တောင်းရမှာပေါ့ဒေါနာတစ်ချက်ငိုင်းသွားပြီးထိုးနောက်တစ်ဖက်တို့လဲကြည့်နေတယ်ပန်းမွေးကိုလက်ထပ်ယူမယ်ဆိုရင်အကိုဒီတိုင်းတုတ်တန်မှမနေတော့ပဲအကိုကြိုးစားမှဖြစ်မယ်ထိုအခါဒေါနာကခေါင်းငိမ့်လိုက်လေတယ်စိတ်ချပါပန်းမွေးအကိုကြိုးစားပါမယ်ဒေါနာလည်းစိတ်ပြည့်ပြည့်ဖြင့်ရွာပြင်ထန်းတော်ကိုရောက်လာခဲ့တယ်ထိုနေရာတွင်ထန်းရည်တာမကအရက်ဖြူပါရသလိုဒေါနာတို့သားဖစားတော့နေကြဖောက်တဲ့ဆိုင်ဖြစ်တယ်ရှိသလားကြရင်ရွာမှာအလူရှိတယ်ကွာရှင်ပြည့်ရဟန်းခန့်ဆိုပဲဟုတ်သလားရှင်ကြီးပဲ108ပါတောင်ပြုတ်ပေးမှာကွာအနီးနားရွာတွေပါလူတွေစုပြီးပြုတ်ပေးမှာနောက်ပြီးဆိုင်တွေလည်းတွင်းမယ်တဲ့9ရက်9လီမိကိုတိတ်ကျွေးဦးမှာတဲ့ကွာဟာဒါဆိုတော်ကုန်ပါကွာနေပေါင်းအဲ့ဒီလူကိုဘယ်လိုလုပ်မှာလဲဥပမြင့်နဲ့ဒေါ်စိန်တင်လေဩတိပြီစိန်တထေးရွှေတထေးဥစိန်တင်မဟုတ်လားတစ်ဖက်အရက်ဝိုင်းမှာပြောတယ်များကိုဒေါနာကကြားမိလိုက်တယ်ထိုအခါလွန်စိတ်ဝင်စားသွားပြီးနောက်ထိုဝိုင်းသားတို့သွားလိုက်မိတယ်ဟဲ့ကောင်သူ့ဘက်ရတာမင်းငါတို့နဲ့လာမထိုင်နဲ့ဒေါနာစိတ်ထဲဒေါရဖြစ်သွားတော့လဲဒီခံလိုက်တယ်မထိုင်ဆိုလဲမထိုင်ပါဘူးဗျာဒါနဲ့နေပါဦးအဲ့ဒီဒေါ်စိန်တင်းကတော်တော်ချမ်းသာတာလားဗျရွာသားများကမျက်မှောင်ကျုံပြီးကြည့်လိုက်ကြတယ်မင်းဒေါ်စိန်တင်းအကြောင်းမသိဘူးလားအံ့ပါရဲ့ကွာချမ်းသာတာကတော့မျိုးနဲ့ယုံနဲ့ကိုချမ်းသာတာကွာမြို့ကရွာကအရက်မှာအိမ်တဆောက်မီးတစ်ပြောင်နဲ့နေတာအိမ်နောက်တော့ဘလို့ဖြစ်တယ်လဲမသိတို့ရွာကကိုပွားမြင့်နဲ့တွေ့ပြီးလက်ထပ်ယူခဲ့တာကိုပွားမြင့်ကိုနွားရှည်20လောက်ပေးပြီးတော့မှကိုတင်တောင်းလာတယ်ကွာဟုတ်လားတော်တော်ချမ်းသာတာပေါ့နော်သူတို့အိမ်ရောက်ဖူးတဲ့ယာသားတွေစကားအရဆိုအိမ်ကတော်တော်ကြည်ကြဲနဲ့အထဲမှာလဲခိပေါ်ပစ္စည်းတွေအစုံရှိတယ်တဲ့ဖက်ဆန်နေဆိုတာလဲတန်တက်တာကြီးနဲ့အထက်လိုက်ကိုတင်ထားရတာဆိုပဲကွာဒေါနာမျက်လုံးများအယောင်လက်သွားတယ်ကဲမင်းတိကျနာတိပြီဆိုတော့တော်ပြီကွာမင်းနဲ့စကားပြောရတာပါဇက်တနာရယ်ထွင်းရတာအပြောကိုတီးခတ်လိုက်ပြီးထားသွားကဆိုင်ထဲမှထွက်ရန်ပြင်လိုက်တော့တယ်ဟေးဒေါနာပိုက်ဆံပေးသွားအောင်လေအရက်ဆိုင်ရှင်ကတောင်းလိုက်တော့ဒေါနာအိတ်တဲကမက်ဆေ့20ကိုထုတ်ပေးလိုက်တယ်ခမရသူ့ကိုအရက်ရောင်းတာလဲကြည်အောင်တော့သူပိုက်ဆံတွေကမတာပါဇက်ထဲကနိုင်လာတဲ့ကရိုးကားတွေဖြစ်နေဦးမယ်ဗျရွာသားများပြောတဲ့ကိုဒေါနာကလက်တီးချစ်ပါအောင်စုပ်ခါဆိုင်အတွင်းမှထွက်လာခဲ့တော့တယ်မပန်းမွေးနဲ့ဒေါနာကလမ်းသူလျှောက်လာကြတယ်ရွာသားအချို့ကတော့နှာခေါင်းရှုံးကြလေတယ်ပန်းမွေးအကိုခီးသွားเสียရှိတယ်တပတ်လောက်ကြာမယ်ထင်တယ်အကိုကဘယ်ကိုသွားမှလဲဒေါနာကဘေးကိုကြည့်လိုက်ပြီးမပန်းမွေးအနားကိုကပ်ပြီးတူတူကလေးပြောတယ်ပန်းမွေးသူများတွေကိုရှောက်မပြောနဲ့တော့
အဘဆုံးသွားတော့သူ့ပစ္စည်းတွေကယေဒနာမြေပုံလိုတစ်ခုကိုအကိုတွေ့ထားတယ်ယေဒနာမြေပုံဟုတ်လားဟုတ်တယ်အကိုလည်းစွန့်စားပြီးတော့အဲ့ဒီယေဒနာတိုက်ကိုသွားသူမလို့ဖြစ်ပါမလားအကိုရဲ့ပန်းမွေစိတ်ပူတယ်အိုးပန်းမွေကလည်းပန်းမွေနဲ့အကိုနီးစပ်ဖို့ကိစ္စပဲအကိုစူးစမ်းရမှာပေါ့မှတ်ပန်းမွေကခေါင်းငိမ့်လိုက်တယ်သူမျက်နှာတွေတော့စိုးရင်ပူပန်မှုများကိုအထင်သာတွေ့မြင်နေရတယ်အကိုအဆအဆအရာရာဂယုဆိုင်နော်စိတ်ချပါပန်းမွေရဲ့အကိုပြန်လာခဲ့မယ်ယေဒနာတွေရရင်ပန်းမွေကိုတင်တောင်းမယ်ရွာမရက်ကတ်ဒီတထေးကုန်းနဲ့ဂုံရှင်တနာများအစဉ်ဆက်နေထိုင်သည့်ရက်ွက်တစ်ခုဖြစ်သည်အင်ကြီးများအားလုံးမှာအင်ကြီးရက်ခိုင်များဖြစ်ကြပြီးနောက်ချန်အကျဲကြီးများလည်းပိုင်ဆိုင်ထားကြတယ်ဒေါနာကဒေါ်စိန်တင်းတို့အိမ်ကိုခက်ခက်ခဲခဲမရှာလိုက်ရပြီထိုအင်ကြီးမှာထိုရက်ွက်တွင်အကြီးဆုံးနဲ့အခြေဆုံးအိမ်ဖြစ်ပြီးလောင်းတိုက်ကြီးတည်ရှိနေတယ်ချန်စီယိုမှာအုပ်ဖြင့်6ပေခန့်ကာထားပြီးထိုချန်စီယိုတွင်ကုန်းကြီးပေါ်တွင်အလွန်ခန့်ညားသည့်အုံဒီဖြင့်စောက်ထားသည့်အင်းတစ်လုံးကိုအဝေးမှလမ်းကြည့်၍မြင်ရပေသည်ဒေါနာလည်းညနေတော့ထိုချံဝင်းသားကိုကတ်ခဲ့တယ်ချံဝင်းထဲတွင်အင်ခွက်ကြီးများကိုလွှတ်ထားရာဒေါနာလည်းချက်ချင်းမဝင်သေးပဲတစ်ပင်တစ်ပင်မော်ကိုလွှားကနေခုန်တက်လိုက်ပြီးအချင်းလေးကိုကြည့်နေလိုက်တယ်ချန်ထဲတွင်ဒရဝန်2ဦးရှိပြီးချန်အတွင်းမင်းအင်္ဂလိပ်ဖြင့်လဲလှယ်နေသည်ကိုတွေ့လိုက်ရတယ်ဒေါနာကတစ်ချက်ပြုံးလိုက်ပြီးနောက်အင်ကြီးစီကိုလွှားကနေခုန်တက်ခဲ့တယ်အင်ကြီးမှလွန်ကြီးမားပြီးကျေပြန့်လေရာဒေါနာကအင်ပေါ်တက်ဖွင့်ထားတော့တကားဝမှဝင်ခဲ့တယ်ထိုခန်းဒီအိတ်ခန်းတစ်ခုဖြစ်ပြီးအသက်သားဖြင့်ပြုလုပ်ထားသည့်ဂရင်ကြီးတစ်လုံးရှိရာထိုဂရင်ကြီးမှာအနီရောင်ပြောင်လက်နေပြီးဂရင်ကြီးတွင်လည်းပွတ်လုံးများကနုတ်ပန်းများထွင်းထုတ်ထားလျက်ရှိတယ်အိမ်ငန်းတွင်လျက်စီမီးရောင်များလင်းထိန်နေတယ်ဒေါနာလည်းဂရင်ရောက်တွင်အတာကလေးဝင်ပြီးပုံအောင်နေလိုက်တယ်မကြမီခြေတံချရပြီးတစုံတယောက်ဝင်လာတယ်အသက်ခက်ကြီးကြီးမိန်းမတစ်ယောက်ဝင်လာခြင်းဖြစ်တယ်သူမရဲ့အခန်းတွင်လျှောက်သွားနေပြီးဗီဒီယိုကိုဖွင့်ကတစုံတစ်ခုကိုယူပြီးထွက်သွားလေတယ်ဒေါနာလည်းဂရင်ရောက်မှထွက်လာပြီးဗီဒီယိုနားကိုကတ်သွားလိုက်တယ်ဗီဒီယိုမှာတော့ခတ်မထားစေုံနာစေထားတဲ့ဖြင့်ဗီဒီယိုတကားကိုဖွင့်ကြည့်လိုက်တယ်အထွဲတွင်တက်တာအသေးလေးများသူ့နေရာနဲ့တူစီပြီးထားလေတယ်ဒေါနာလည်းတိကျင်တဲ့ဖြင့်ထိုတက်တာလေးထဲမှာအနှဲငယ်ရွယ်စားကြီးသည့်တက်တာတစ်လုံးကိုဖွင့်လိုက်လေတယ်ဒေါနာကတက်တက်တွင်ထိုကဲ့သို့လှပပြီးတံမိုးကြီးသည့်ယေဒနာမျိုးကိုစိတ်ကူးတဲ့တောင်မမြင်ဘူးပဲယေဒနာမှာဒေါင်းပြည့်ကြီးတကုံးဖြစ်ပြီးစိတ်များဖြင့်အလားဆင်ထားကအလဲတွင်အလွန်ကြီးမားသည့်စိတ်နှုံးကြီးပါဝင်နေတယ်ထိုတောင်ပြည့်နှင့်အတူစိတ်နဲ့ဆွဲနေလက်ကောက်နှကွင်းရင်တိုးစတိုးနှင့်ရွှေပြီးလဲပါဝင်လေတယ်ဒေါနာလည်းဘူးတွေအားလုံးကိုဖွင့်လိုက်ပြီးဗရမများနီလာနှင့်အဖိုးတန်သောစိန်ကောင်းကြောက်ကောင်များကိုအလုံးလိုက်ဖြစ်စေအထည်လိုက်ဖြစ်စေတွေ့ရသဖြင့်ဒေါနာအံ့ဩပြီးကြည်နေမိတယ်ဟဲ့ကောင်မင်းဘယ်သူလဲအနောက်မှာအတန်ကြားလိုက်သဖြင့်လက်ကြည့်လိုက်ရာဒေါ်စိန်တင့်ယောက်ျားဦးဝါမြင့်သည်ဒေါနာကိုအံ့ဩစွာဖြင့်ကြည်နေလေတယ်ထို့နောက်တတိကတ်သွားပြီးဦးဝါမြင့်ကအော်ဟစ်ရန်ပြင်ဆင်လိုက်စင်ပါပင်ဒေါနာကဦးဝါမြင့်ဟာအမြန်ဖမ်းချုပ်လိုက်ပြီးနောက်ပါဇက်ကိုပိတ်လိုက်ပြီးဇက်ချိုးကတက်ပစ်လိုက်တော့တယ်ဦးဝါမြင့်မှာအော်ချိန်မရလိုက်ပဲဒေဆုံးသွားတော့တယ်ဒေါနာလည်းကြံရမရဦးဝါမြင့်ဟာမတ်တက်ဗီဒီယိုတစ်လုံးထဲကိုထည့်လိုက်လေတယ်ထို့နောက်သူလည်းထိုဗီဒီယိုအတွင်းဝင်ဖုံးအောင်နေလိုက်တယ်မတ်တက်ဗီဒီယိုအတွင်းနေတော့အနောက်တိုင်းအင်ဂျီများမြမရိုးရအင်ဂျီများနဲ့ခေါင်းဝန်းများကိုချိတ်ဆွဲထားလေတယ်ဒေါနာလည်းပုံအောင်ရင်ဦးဝါမြင့်အလောင်းကောင်ကြီးကိုဖယ်ထားတယ်သူတို့ဖယ်ထားရမှစိတ်မထိန်နိုင်တော့ပဲအစိမ့်လိုက်ကြိုက်စားလေတော့တယ်ဒေါ်စိန်တင်းကစိန်တယ်များကိုတစ်တာကလေးနဲ့ထည့်ပြီးတော့အင်ကန်တွင်တို့တချင်းကလေးတင်းကြီးနဲ့ဝင်လာလေတယ်ဒေါ်စိန်တင်းမှာအသက်ကြီးပြီဖြစ်တော့လဲခန္ဓာကိုယ်ချိုးစားကမပြတ်သေးပေသူ့ထံတွင်အလွန်ဖိုးတန်သည့်စိန်တယ်များဝစ်ဆင်ထားပြီးအဝတ်စားများမှလည်းနိုင်ငံခြားပြည်အဝတ်ထည်များဖြစ်တယ်အခန်းတကားကိုဖွင့်ပြီးအခန်းထဲဝင်လာခဲ့တယ်အလိုကိုဘမြင့်ကလည်းအခန်းထဲမရှိပါလားဘယ်သွားလဲမသိပါဘူးထို့တို့တွေးလိုက်ပြီးဗီရိုစီရှောက်ခဲ့တယ်ဗီရိုတကားကိုဖွင့်လိုက်ပြီးရင်နာများကိုထဲလိုက်ရန်လှုပ်လိုက်တယ်ထိုစဉ်ဗီရိုတွင်းရှိတစ်တာကလေးများမှာအနေထားမကျပဲပုံပြက်နေလေတယ်ကိုဘမြင့်တော့ဘာတွေမှွေသွားလဲမသိပါဘူးထို့တို့ပြောရင်ဒေါ်စိန်တင်းကရင်နာတစ်တာများကိုပြန်ပြီးစီထားလိုက်တယ်ထို့နောက်ညာအိပ်ရန်ပြင်းနေတယ်ဂရင်မော်တက်လိုက်ပြီးလဲလျောင်းလိုက်တယ်ထို့နောက်မတ်တက်ဗီယိုကိုတစ်ချက်ကြည့်လိုက်ရမတ်တက်ဗီယိုအတွင်းမှသွေးများစီးကြလာသည်ကိုတွေ့လိုက်ရတယ်ဒေါ်စိန်တင်းလည်းလွန်ထိန်လန့်သွားပြီးနောက်ဒိုဗီယိုစီကိုတဖြည်းဖြည်းရှောက်သွားလိုက်ကဗီယိုတကားကိုဆွဲဖွင့်လိုက်လေတော့တယ်အောင်မလေးလေဒေါ်စိန်တင်းကြောက်လန့်လွန်လာတဲ့ဖြင့်အတန်မင်မထွက်နိုင်တော့ဗီဒီယိုအတွင်းတွင်တွေ့ယောက်ျားဦးဝမြင့်ကအယိုးများတာကျန်တော်ပြီးပုံပြက်နေလေတယ်တို့ပြင်တကူလုံးသွေးတန်ရဲရဲနဲ့လူတကူကဗီဒီယိုထဲမှထွက်လာပြီးနောက်ဒေါ်စိန်တင်းအားပါဇက်ကိုဆွဲပြီးပိတ်လိုက်တယ်လို့တကူလုံးကိုလည်းဖမ်းချုပ်ထားလိုက်တော့တယ်
ခမယောက်ကြားလို့မသေးချင်းခမစီကရှိတဲ့ပစ္စည်းတွေအကုန်ပေးထိုအခါဒေါ်စိန်တင်းကခေါင်းငိမ့်လိုက်ပြီးနောက်သူ့လယ်ပင်နဲ့ဆွဲထားသည့်ကြေးတော့တစ်ချောင်းကိုထုတ်ပေးလိုက်လေတယ်ဒါဘာတော့လဲထိုအခါဒေါ်စိန်တင်းကအခန်းပြင်ကိုထိုးပြလိုက်လေတယ်ဘာပြောတာလဲခမညံများမယ်မကြံနဲ့နော်ခမကိုအစိမ့်လိုက်ကိစ္စပြစ်မယ်သိလားဒေါနာကထိုးလို့ပြောလိုက်ကဒေါ်စိန်တင်းကြီးပါဇက်ကိုဖွင့်ပေးလိုက်တယ်ကြိတ်ကြပါဦးရှင်ဒေါ်စိန်တင်းကအားနဲ့អော်လိုက်တယ်ဒေါနာလည်းဒေါရထွက်ပြီးဒေါ်စိန်တင်းလက်ပင်ကိုဆွဲညှစ်လိုက်လေတယ်အလွန်ကြီးမားသည့်ခွန်အားကြောင့်သေးသွယ်သည့်ဒေါ်စိန်တင်းလက်ပင်မှာကြီးမွားသွားပြီးဒေါ်စိန်တင်းမှာအတန်ပင်မထွက်တော့ပဲဂရင်းမော်တို့လဲကျသွားတော့တယ်ဒေါနာလူနှစ်ယောက်တက်လိုက်ပြီးဖြစ်တယ်ထိုချိန်တွင်ဒေါ်စိန်တင်းအော်ဒန်ကိုအိမ်ပေါ်မလေးတစ်ယောက်ကြားလိုက်ပြီးအခန်းစီတို့ပြေးလာလေတယ်အခန်းကားမှာပိတ်ထားတဲ့ဖြင့်တကားကိုတဒုံထူလိုက်လေတယ်မမဘာဖြစ်တာလဲမမထိုအချိန်မှာပင်အခန်းကားပွင့်သွားပြီးနောက်ထိုအိမ်ပေါ်မလေးကိုအခန်းတွင်းလူတူကဆွဲသွင်းလိုက်လေတယ်ထိုသူမှာအခြားသူမဟုတ်ဒေါနာပင်ဖြစ်တယ်လူသုံးဦးကရှင်းပြီးတော့ဒေါနာအခန်းပြင်ထွက်လိုက်တယ်အိမ်ပေါ်တက်အခန်းများပြားစွာရှိတယ်ဒေါနာကအခန်းများကိုကြည့်လိုက်တော့လူနေသည့်အခန်းမဟုတ်ပဲပစ္စည်းများထားသည့်အခန်းစံရရသည့်အခန်းများတာဖြစ်နေတယ်နောက်ပေါ်တက်အခန်းတစ်ခုကတော့တောခတ်ထားလေတယ်ဒေါနာလည်းဒေါ်စိန်တင်ပေးခဲ့သည့်ခြေတော်လေးဖြင့်တော့ကိုဖွင့်ကြည့်လိုက်ရအခန်းကားမှာလွယ်တကူပွင့်သွား၍ဒေါနာလည်းအခန်းတွင်းသို့ဝင်လိုက်လေတယ်အခန်းတွင်းမောင်မဲနေသဖြင့်စံတဝါဝါသွားရတန်တစ်တာအများပြားကိုတွေ့ရလေတယ်ထိုတန်တစ်တာများကိုလည်းတော့များဖြင့်တီးတီးခတ်ထားတဲ့ဖြင့်ဒေါနာကဒေါ်စိန်တင်အိတ်ခမ်းတို့ပြန်ကရှာဖွေရပြန်တယ်မန်တင်ကုံအောင်အန်ဆွဲတင်တော်တဲကြီးတစ်ခုကိုတွေ့လေတယ်ဒေါနာလည်းခုနကအခန်းကိုပြန်ပြီးတန်တစ်တာတစ်လုံးကိုတော့နေဖွင့်ကြည့်လိုက်ရအခန်းတွင်ငွေဆက်ကူများအထားလိုက်ကိုတွေ့ရလေတယ်ထိုအင်ကြီးတကားမဖွင့်ဒီမှာလင်းကားရဲ့ရှိပြီဖြစ်၍ရက်ွက်တဲ့လူများအပြင်ဒေါ်စိန်တင်နဲ့လောက်ဖို့ကင်ဘက်များကပါစိတ်ပူလာကြတယ်ခြံကားမှနေ၍ခေါ်တော့လဲဘာဓမ္မပြန်မကြရတို့ကြောင့်ယောဂန်များကိုတိုင်ပင်ကခြံကားကိုအသိမ်းဖွင့်ကြရခြံထဲတွင်မြည်လူမှမတွေ့ရပေထို့ကြောင့်အိမ်ထဲကိုထပ်ဝင်ကြပြန်တယ်အိမ်ထဲတွင်လည်းလူသူဟူ၍တယောက်မှမရှိတော့ပဲအိမ်ကြီးမှာပုံစံမပြည့်ရှိနေတယ်ဒါပေမဲ့အိမ်တွင်းရှိဖိုးတန်ပစ္စည်းများအားလုံးတော့မရှိတော့ပေဒီအိမ်မှာမိသားစုတွေနဲ့အိမ်ကဝန်ထမ်းတွေကြီးအယောက်20ကျော်ရှိတာသူတို့ဘယ်ကိုများပျောက်သွားကြပါလိမ့်ဒေါ်စိန်တင်းနဲ့နေဆက်တများကမတ်ချက်ပေးကြတယ်ဒေါ်စိန်တင်းနဲ့မိသားစုမှာထူးဆန်းစွာပျောက်ဆုံးသွားကြသည့်တည်င်းမှာလည်းမြို့အတွင်းချက်ချင်းပြန့်နှံ့သွားတော့တယ်စစ်စစ်အားဖြင့်ဒေါနာကထိုအိမ်တွင်3ရက်လောက်ကိုအောင်နေပြီးသမီးသားစုလုံးနဲ့အိမ်ရှိသမျှလူအားလုံးကိုအေးလူစားတော့ပြီးနောက်ပစ္စည်းများယူဆောင်သွားကထွက်သွားခြင်းဖြစ်တယ်တလားခန့်ကြာသည့်အထိဒေါနာရွာပြန်မလာသေးမပန်းမွေလည်းကြောင်းစင်ပြီးညက်နေတိုင်းရွာထိပ်တွင်သွားရောက်ပြီးဒေါနာကိုစောင့်နေလေရှိတယ်တရက်တော့ဒေါနာပြန်လာလေတယ်ပြန်လာဒီမှာယူယူတန်တန်မဟုတ်ပေကာကြီးတစ်စီးနဲ့ပြန်လာပြီးအဝိစားတတနာနာဝစ်စင်ထားတယ်ရွာလာသည့်လမ်းတစ်လျှောက်လဲတကြက်တံများကျဲချတဲ့ဖြင့်လိုက်ကောက်သူများနဲ့ပြည့်နေနေတယ်ဟဲ့ကောင်တွေဟိုမှာတထိတ်တရောက်လာပြီးကားပေါ်ကနေတကြက်တံတွေကျဲချနေတယ်ကွ။နောက်ကျောင်းသားတွေကပြောလိုက်တဲ့ဖြင့်အတန်းထဲတွင်ကျောင်းတက်နေတော့ကျောင်းသားအလုံးပြေးထွက်သွားကြတယ်။မကြခင်ကားကြီးကရွာကျောင်းအနီးရောက်လာလေတယ်။ကလေးများရောလူကြီးများပါအုံလိုက်ချင်းလိုက်ကားနောက်မှလိုက်ခါပိုက်ဆံကောက်နေကြတယ်။ဟဲ့ဒေါနာကချမ်းသာသွားပြီဟဲ့။ရွာကိုဝင်လာတာပိုက်ဆံတွေကျဲလို့တော့လမ်းပေါ်မှာလူများပြောတန်ကြားလိုက်ရတဲ့ဖြင့်မပန်းမွေလဲကျောင်းကန်းထဲမှအပြေးထွက်လာလိုက်တယ်။ကျောင်းရှိနာတွင်ကြစ်ကားကရက်တန့်သွားတယ်။ဒေါနာကဒရိုက်ဘာ၏နောက်ဖက်ခုံတွင်ထိုင်နေရမှမတ်တက်ရက်လိုက်တယ်။ထို့နောက်သူ့လက်ထဲတွင်တစ်ချက်တန်များငါးချက်တန်များကင်ထားပြီးအရွက်30ခန့်ကျဲချပစ်လိုက်သည်ကိုရာသူရွာသားများရောကလေးများပါဝိုင်းကောက်ကြလေတယ်။မပန်းမွေလဲအံ့ဩပြီးကြည့်နေလိုက်တယ်။ကိုဒေါနာမပန်းမွေကိုမြင်တော့ကိုဒေါနာကားပေါ်မှာခုန်ဆင်းလိုက်တယ်။နိုင်ငံခြားသားဝစ်စားများကိုဝစ်ဆင်ထားသည့်ကိုဒေါနာမှာမမတ်မိလောက်အောင်ပင်သားနာနေလေတယ်။ပန်းမွေအကိုရဲ့ကြာလိုက်တာပန်းမွေနေတိုင်းအကိုကိုရွာထိပ်ကနေတွားမြော်နေတာမတ်ပန်းမွေကထိုးထိုးပြောလိုက်သည့်အခါဒေါနာကမတ်ပန်းမွေကိုဆွဲဖက်လိုက်တယ်။ထိုစဉ်အနားမှရွာသူရွာသားများကဝိုင်းအောင်ကြည့်နေကြတယ်။ကိုဒေါနာကသူ့လက်ထဲတွင်ခြံနေသည့်ပိုက်ဆံအားလုံးကိုမိုးပေါ်တို့မြောက်ပြီးကျဲတင်လိုက်ရာရွာသူရွာသားများအားလုံးကတခဲနဲ့အော်ဟစ်ပြီးအလူရဲ့ကောက်ကြလီတော့တယ်။တခါတည်းမတ်ပန်းမွေကိုချစ်ကားပေါ်တင်ကမတ်ပန်းမွေအိမ်တို့မောင်းလာတော့တယ်။ထို့နောက်အိမ်ပေါ်တို့တက်လိုက်တော့တယ်။မတ်ပန်းမွေအဖေကအိမ်ကန်းတွင်ထိုင်နေရင်းဒေါနာကိုအလွန်ထူးဆန်းစွာကြည့်နေလေတယ်။မတ်ပန်းမွေကဖြားတစ်ချက်ခင်းပေးလိုက်ပြီးနောက်ထိုးဖြားပေါ်တွင်ဒေါနာကထိုင်လိုက်လေတယ်။မင်းဒေါနာလားဟုတ်တာပေါ့အဖေရဲ့မင်းကွာစောစောကားကားဘာဖေးလဲထိုအခါဒေါနာကကားဒရိုင်ဘာထံမှ
လက်ဆွဲတစ်တာလေးတစ်လုံးကိုတောင်းလိုက်လေတယ်ထို့နောက်ထိုလက်ဆွဲတစ်တာကလေးကိုဖွင့်ပြီးအထက်ကရေသနာတစ်တာတစ်လုံးကိုထုတ်လိုက်ပြီးနောက်အားလုံးမြင်သာအောင်ဖွင့်ပြလိုက်လေတယ်အိမ်မော်တွင်ရှိသည့်သူများရောဒေါနာနောက်ကလိုက်လာသည့်သူများပါအားလုံးအံ့အားသင့်ကုန်ကြတယ်စိန်အပြည့်ဖြင့်စီကျဲထားတော့ထောင်ပြည့်ကြီးတွင်စိန်အကြီးကြီးတစ်လုံးပါဝင်လေတယ်ထိုမြအည်သွေးကောင်းသောလက်ဝတ်ရနာမျိုးစားကိုရွာမလူများမမြင်ဘူးကြပေကဲဦးလေးမဟုတ်ပါဘူးအဖေကြီးဒီထောင်ပြည့်နဲ့စိန်တစင်စာကတော့ပန်းမွေးအတွက်လက်ဆောင်ပါထို့လို့ပြောပြီးမတ်ပန်းမွေးကိုလက်ဆောင်များပေးလိုက်တယ်မတ်ပန်းမွေးလည်းတသက်နဲ့တခုထိုကဲတို့ပစ္စည်းများကိုမမြင်ဘူးတဖြင့်အံ့ဩပြီးကြည့်နေမိတယ်ဒေါနာကသူ့လက်ဆွဲအိတ်ထဲမှာဗရမများနဲ့ပြုတ်လုထားသည့်အထည်များကိုထုတ်လိုက်ပြီးနောက်မတ်ပန်းမွေးအမေကိုချပေးလိုက်တယ်ဒါကတော့အမေအတွက်တစင်စာတကယ်ပြောတာလားတာမတ်ပန်းမွေးအမေကဟမ်းမင်းမဆောင်နိုင်တော့ပဲထိုပစ္စည်းများကိုကောက်ယူလိုက်ကချက်ချင်းပင်လဲပင်နဲ့ဝှစ်စင်ကြည့်နေလေတယ်အဖေတို့ကတော့ဟောဒီလက်ဆွပ်ယူဗျာလေးတောင်ပုံမြအကြီးကြီးတစ်လုံးဟာစိမ်မွေးကလေးများဖြင့်ကွတ်ထားသည့်လက်ဆွပ်အကြီးကြီးတစ်ခုဟာမတ်ပန်းမွေးအဖေကြီးကိုပေးလိုက်ရာဖိုးကြီးမှထိုလက်ဆွပ်ကမျက်နှာပင်မခွာနိုင်တော့ဆက်လက်ပြီးဒေါနာကဒရိုင်ဘာစီမှနောက်ထပ်ခီးဆောင်အိတ်ကိုယူလိုက်တယ်ထို့နောက်ထိုအိတ်ကိုဖွင့်လိုက်ပြီးနောက်အထဲမှအရာများကိုခါချလိုက်တော့အခါငွေဆက်ကူများအထုတ်လိုက်ပြုတ်ကျလာလေတယ်ထိုများများပြတော့ငွေများကိုရွာသားများမြင်တော့မမြင်ဘူးပဲဟောဒီ350ကတော့မတ်ပန်းမွေးကိုတင်တောင်းတာဗျာမတ်ပန်းမွေးတို့တိမ်လုံးပြောနေတော့လဲမပြောသူတယောက်ရှိတယ်ထိုသူကတော့မတ်ပန်းမွေးအကိုလက်ပင်ဖြစ်တယ်ဟဲ့ကောင်သူ့ဘရသာမိမလာတင်တောင်းတယ်ဆိုလဲထုံးစံအတိုင်းလူကြီးဆောင်ရနဲ့ကြော့ဝဲရွတ်ပြီးလာတောင်းရတယ်ကွာထိုတို့ပြောလိုက်တော့အခါဒေါနာကတစ်ချက်ပြုံးပြီးကြည့်လိုက်လေတယ်ကောင်းပါပြီဗျာဒါဆိုလဲပြန်ဝင်ပြုပါအောင်ဒေါနာကထိုတို့ပြောပြီးနောက်ဖြာပေါ်မှငွေဆက်ကူများကိုလှည့်လန်းလိုက်တယ်ထိုစဉ်ပင်မတ်ပန်းမွေးအဖေကြီးကထပြီးအကိုလက်ကိုချိန်မောင်းလိုက်လေတယ်ဟဲ့ကောင်မင်းနေရမင်းသိမင်းဖာတာအေးအေးဆေးဆေးနေသားလေးဒေါနာကိုငါပန်းမွေးနဲ့တဘောတူလိုက်ပြီကွကိုဒေါနာကပြုံးပြီးတာနေလိုက်တယ်ငွေရဲ့တကူကိုသူတွေးလိုက်ရတော့ကြောင့်ဖြစ်တယ်ဒါနဲ့အကိုကရွာမှာအိမ်မမရှိတာဘယ်မှနေမှလဲထိုအခါဒေါနာလည်းစဉ်းစားသွားတော့တယ်ဒီအိမ်မှာပဲနေပါလားတာရဲ့မတ်ပန်းမေးအမေကချက်ချင်းပင်ထားပြောတော့တယ်ထိုအခါဒေါနာကအိမ်ကိုတစ်ချက်ဝေးကြည့်လိုက်ပြီးနောက်မတ်ပန်းမေးအမေကိုကြည့်လိုက်ရင်အိမ်ကတိတ်တော့မကျဲဘူးဆိုတော့တင့်တော်ပါမလားအမေရဲ့အိုကွာဒါဆိုငါတို့အိမ်မော်ကဆင်းပေးမယ်လေမတ်ပန်းမေးအဖေကကောက်ခငင်းကပြောလိုက်တဲ့ဖြင့်မတ်ပန်းမေးပင်မျက်လုံးပြူးသွားလေတယ်ဟင်ဒါဆိုအဖေတို့ကဘယ်မှနေမှလဲအဖေတို့ကရွာနောက်ပိုင်းကအကြီးဝင်းရင်သွားဝယ်မယ်လေသူ့အိမ်ကလည်းအကျယ်ကြီးပဲမဟုတ်လားဒေါနာကပြောရင်နိုင်ငံခြားဖြစ်စီဂရက်ကိုဟန်ပါပါဖြင့်တောက်ရင်တွေးနေလိုက်တယ်။အော်ငွေရဲ့တကူကအမခမ်းပါလား။ခုကြည့်လေအရင်ကမခေါ်ခြင်းမပြောခြင်းတဲ့သူတွေတောင်ငွေရဲ့အောက်မှာဒူးတွေထောက်ကြကုန်းကြနဲ့မပန်းမွေမိသားစုကတော့ချက်ချင်းအိမ်ပေါ်ကဆင်းပေးရတဲ့အထိတကိုးရှိတဲ့ငွေပါလား။ထို့တို့ရည်ရပြီးအိတ်ထဲမှာ60တန်အုံနှုတ်ကိုထုတ်လိုက်ခါမပန်းမွေတို့အိမ်အပေါ်တက်ဝရန်တာမှနေ၍ကျဲချလိုက်တော့တယ်။အိမ်အောက်တွင်ရှိသည်များရွာသူရွာသားများအလူရက်ဝိုင်းကောက်ကြရာပစိုးကျွတ်ထမင်းကျွတ်တာတောင်ဝင့်မအားပဲ60တန်များကိုဝိုင်းကောက်ကြသည်တယ်။ဒေါနာလည်းထိုလူများကိုကြည့်ရင်ဟဟပရေမောနေတော့တယ်။ညရောက်တော့အိမ်ကြီးကတိတ်ဆိတ်နေတယ်။ဒေါနာနဲ့ပန်းမွေးမှာဂရင်းမော်တင်အတူတူလဲလျောင်းနေကြတယ်။ဘလို့လဲပန်းမွေးပြောရဲ့လား။ပန်းမွေးကခေါင်းကြီးလိုက်ပြီးပန်းမွေးမျက်နှာတွင်လည်းအပြော့များဖုံးလွှမ်းနေတယ်။ပြောတာပေါ့အကိုရဲ့ပန်းမွေးကဘာကိုပြောရလဲ။မမှန်ဖြေနော်။အကိုနဲ့အတူတူနေရတာကိုလည်းပြောတယ်။အခုလိုချမ်းချမ်းသာသာဖြစ်သွားတာကိုလည်းပြောတယ်။ဒါနဲ့နောက်ထပ်အပြောတစ်ခုရှိသေးတယ်သိလား။ဘာများလဲပန်းမွေးရဲ့။ပန်းမွေးဓမ္မတာမလာတာတလားကြော်ခဲ့ပြီအကိုရဲ့။အဲ့ဒါဘာဖြစ်နိုင်လဲ။မပန်းမွေးကဒေါနာ၏လက်ကိုတာယူလိုက်ပြီးသူမ၏စီးကုန်းပေါ်လက်ကိုတင်ပေးလိုက်တယ်။ပန်းမွေးအထင်တော့အကိုရဲ့ကိုပွားလေးဒီထဲမှာရှိနေပြီတင်တယ်။ချစ်တူနူပြောရှင်းစွာရေမောလိုက်ပြီးတယောက်နဲ့တယောက်တင်းကျပ်စွာဖက်ထားလိုက်လေတော့တယ်။ငွေကအရာရာကိုပြောင်းလဲစေတယ်။ယခုဆိုဒေါနာကိုတရွာလုံးကရွှင်ရွှင်ပြပြနဲ့နှုတ်ဆက်ကြတယ်။ယခုကသူ့ဘရာသာမို့မိသူများမခေါ်ခြင်းမပြောခြင်းနဲ့ဖြစ်တော့လဲယခုတော့အိမ်ထဲဝင်မှာအိမ်ကိုထမင်းစားကြွပါနဲ့အားလုံးကလဲကြိုးဆိုကြတယ်။ဒေါနာနဲ့တွေ့ပြီဆိုရင်တော့ကလေးဆို5ချက်ရတယ်။လူကြီးဆိုရင်90 100လောက်တော့အသာကလေးရတတ်တယ်။ဒေါနာကလက်ဖွာတဲ့ဖြင့်တရွာလုံးကြီးချစ်တုံကြီးဖြစ်နေတယ်။မပန်းမွေးကိုလည်းပင်ပန်းပြီးဆိုတဲ့ဖြင့်ဆီယမအလုံးမှထွက်ခိုင်းပြီးနောက်အိမ်တွင်သာနေစေတယ်
ဒေါနာကဂျားအဆင့်များကိုသူသတ်မှတ်ထားတဲ့အတိုင်းသွေးမသိမ်းဆက်လက်လှုပ်ဆောင်ခဲ့တယ်။ယခုဆိုရင်အဆင့်တော်တော်ပြင်းမြောက်ပြီးအစွမ်းလဲတော်တော်ရနေပြီဖြစ်တယ်။ဒေါနာညအိတ်ချိန်ဆိုတိမ်လုံးအိမ်မွေးချပြီးနောက်ရွာမှထွက်ခွာသွားပြီးနိဆက်ရရွာနဲ့မြို့မကံမကောင်းအကြောင်းမလားစွာဖြင့်ပပင်းတိုးသူများဟူတာတက်ပြတ်စားတော့လေတယ်။လမ်းဘေးအိမ်နေတဲ့အရက်သမားများညအချိန်မတော်သွာလာသူများတယောက်ထဲနေသူများခြံစောက်များရုပ်စွာအစုံညဘက်ကင်းလဲသည့်ရဲသားများမှမကြံဒေါနာကလွယ်လင်းလွယ်သလိုတက်ပြတ်စားတော့နေတယ်။အနီးနားရွာများတာမကအလွန်ဝေးသည့်နေရာများကိုပါတွားရောက်ကျက်စားလျက်ရှိတော့တယ်။ပန်းမွေလည်းတဖြည်းဖြည်းကိုဝင်ရင်မာလာပြီးမိဖွားရန်ရက်များပင်နေကပ်လာပြီဖြစ်တယ်။ထိုနေ့ကပန်းမွေမိဖွားမိနေတိုက်ဆိုင်ဒေါနာလည်းနောက်ဆုံးအဆင့်တရားမိနေဖြစ်နေတယ်။နောက်ဆုံးတရားမိနေတွင်မွေးကင်းစကလေးငယ်အားအရှင်လက်ဘွဲတော်အုပ်တည်ရန်ဖြစ်တယ်။ထိုအဆင့်ပြီးလျင်ပေါရိတာရကျင့်စဉ်အောင်မြင်သွားပြီဖြစ်ပြီးတက်လုံးအစွမ်းများရရှိနိုင်တော့မည်ဖြစ်တယ်။ကျုပ်ခီးထွေးရမယ်ပန်းမွေအကိုရဲ့တာဦးလေးမွေးနေချိန်မှာအကူတော့ရှိနေတင်ပါတယ်။ပန်းမွေကိုချစ်တီမို့ပန်းမွေစကားကိုနားထောင်ခဲ့တယ်။ပန်းမွေကမနဲ့စောပိုင်းတွင်ဘိုင်းနာလာတဲ့ဖြင့်မိဖွားကန်းဝင်ရတယ်။လက်တဲ့များပြင်ပန်းမွေဆွေမျိုးများကပါတိမ်လုံးဝိုင်းဝန်းလှုပ်ဆောင်ပေးနေကြတယ်။ဒေါနာနဲ့ပန်းမွေအဖေကအင်ရှိတွင်ထိုင်နေလေတယ်။မိုးတောက်တော့မယ်။ဒေါနာလည်းနှက်ပူးလိုတုံးရင်လာလေတယ်။လက်ဖျားတွေလည်းအေးဆက်၍လာနေတယ်။ထို့ကြောင့်ဒေါနာကအမူအရာမပြတ်စေပဲထိုင်နေရမှထားလိုက်ကအင်ရှိတွင်လမ်းလျှောက်နေတယ်။အမေငါသားကစိတ်တွေလှုပ်ရှားနေတယ်ပေါ့။ပန်းမွေဖေကပြောလိုက်ရင်ရဲနေလေတယ်။အမှန်တော့ဒေါနာကပန်းမွေမိဖွားနေဒီကိုပူပန်တာမဟုတ်။သူ့နောက်ဆုံးအဆင့်တရားတော်မီဖြစ်ပြီးသူတကူလုံးကလည်းသူသားကိုအရန်တောက်တနေပြီဖြစ်တယ်။မကြမီဒေါနာတကူလုံးချွေးစေးများထွက်ကတုံရင်လာတယ်။အခန်းထဲရတွင်အရေးကျနေသည်မို့သူ့ရိတ်တွေကဘလူးတရေကြီးများဖြစ်သွားသည်ဟုထင်နေရတယ်။သူလည်းရက်နေရင်သူ့ကိုယ်လုံးကြီးကလှုပ်ရမ်းနေသည်ဟုထင်လိုက်ရတယ်။လူသားစားမယ်။စားကျင်နေပြီ။ငါတို့ကိုကြွေးပါတော့သူ့နားထဲလဲကြောင်းမွဲ့ဖွယ်အတန်ကြီးများနဲ့အော်ဒန်များကိုကြားနေရလေတယ်။မွေးပြီးတော့ယောက်ျားကလေးမိဖွားကန်းထဲမှာအတန်ထွက်လာပြီးနောက်မရှိမနှောင်းမဲ့ကလေးငိုတန်ကတအိမ်လုံးကိုဖုံးလန်းသွားတော့တယ်။ကလေးငိုတန်ကြားတိုင်းသူ့စိတ်ထဲကလေးအားစားပြင်းခြင်းစိတ်များတစ်ဖွာဖွာဖြစ်ပေါ်နေသည်ဖြင့်ကျမ်းမြေပေါ်ထိုင်ချလိုက်ပြီးသူ့လက်များသူချုပ်ထားမိတယ်။အဲ့ဒါငါကလေးငါစားလို့မဖြစ်ဘူး။ကိုကိုတတိပေးနေရပြီးတစ်ချက်တွင်စိတ်ကိုထိမ့်မရဒေါနာလက်တွင်အကြောကြီးများထောင်ထားလာလေတယ်။မျက်နှာတွေလည်းမျက်လုံးကြီးများကမဲနဲ့တွားပြီးနောက်နေရဲ၍လာလေတယ်။ကလေးကိုသူ့အဖေကိုပြအောင်မယ်။လက်တွေကပြောလိုက်ကအနီးကလေးကိုပတ်ပြီးကလေးကိုဒေါနာထံယူလာလေတယ်။ဒေါနာလည်းကလေးကိုလက်လွဲယူလိုက်သည့်အခါတွင်သူ့စိတ်များထိန်ချုပ်၍မရတော့ဘူး။ဒေါနာကအော်ဟစ်လိုက်ပြီးနောက်တအိမ်လုံးကိုအိမ်မွေချလိုက်တော့တယ်။ထိုကတအိမ်လုံးရှိလူများမှာအရှိုးအိပ်ပျော်သွားကြလေတော့တယ်။ဒုက္ခရင်ဒေါနာကမိဖို့ကြောင့်ထဲမှာသကောတစ်ချက်ယူလိုက်တယ်။ဘီယိုထဲမှာအနီရောက်ဝစ်စားတစားကိုထုတ်ယူကပြောင်းပေါ်တွင်ခင်းလိုက်တယ်။ထို့နောက်ကလေးငယ်အားသကောတွင်ထဲကနဖူးနာမြောက်၍ရေရွတ်နေလေတယ်။ကလေးကတော့သကောထဲတွင်စူးစူးဝါးဝါအော်ဟစ်ငိုကြွေးနေလေတော့တယ်။ပမွေလည်းမိဖကန်တင်သူ့တော်နှစ်ယောက်အိပ်ပျော်သွားသည်ကိုသိလိုက်ရကြတဲ့ကတကူကူထူးခြားနေပြီကိုတီးလိုက်တဲ့ပြင်ကိုဒေါတာ၏အော်ဒန်ကိုကြားလိုက်ပြီးကလေးကစူးစူးဝါးဝါအော်ဟစ်နေသည်မို့အပြင်ထွက်ရန်ကြိုးစားလိုက်တယ်။သို့တော့ကလေးမွေးထားတဲ့ပြင်အောက်ပိုင်းကထုံနေပြီးလှုပ်ရှားရမရသည်။သို့တော့အာယူပြီးအခန်းပြင်တို့တရွတ်တိုက်ပြီးထွက်ခဲ့တယ်။အင်ရှိကန်ရောက်တွင်အလွန်အံ့ဩသွားပြီးကိုဒေါနာမှာကလေးကိုသကောတွင်ထည့်ကမြောက်တင်ထားလေတယ်။အောက်တွင်လည်းအနီရောင်ဝိစားပေါ်ထိုင်နေလေတယ်။ဟင်ဒါငါတခါဖတ်ပြဘူးခဲ့တဲ့ပေါရိတာရကျင့်စဉ်ကိုကျင့်နေတာပဲ။အကိုဒေါနာမှတ်ပန်းမေးခေါ်နေတော့လဲဒေါနာမချနိုင်တော့။သူ့မနန်ကိုရေရွတ်ပြီးတည်နေသကောကိုချလိုက်ပြီးကလေးကိုစိမ့်ကြည့်နေတယ်။ပန်းမွေလည်းတရွတ်တိုက်သွားပြီးဒေါနာ၏ပေါင်ကိုပုတ်လိုက်တယ်။ကိုဒေါနာထိုတော့မှဒေါနာလည်းလူစိတ်ပြန်ကတ်လေတယ်။ကိုဒေါနာကလေးကိုမစားရဘူး။အဲ့ဒါရှင်ကလေးနော်။ငါကလေးဒေါနာကသကောထဲကိုလမ်းကြည့်လိုက်တယ်။သကောထဲတွင်ကလေးလေးကအော်ဟစ်နေလေတယ်။ငါကလေးအဲ့ဒါငါကလေးဒေါနာကထိုလိုရေးရပြီးနောက်ထိုင်နေရာမှထားလိုက်တယ်။ထို့နောက်အိမ်ပေါ်မှဒုံဆိုင်ပြေးဆင်းသွားလေတော့တယ်။ကိုဒေါနာရှင်ဘယ်သွားမလို့လဲ။ပန်းမွေးအော်ဟစ်နေတော့လဲဒေါနာမကြားနိုင်တော့။သူဒီအလွန်လင်းမြန်တော့ခွန်အားဖြင့်ပြေးထွက်သွားလေရာသူတို့ရွာကလေးမှာတရိပ်ရိပ်နဲ့ဂျန်ခဲ့လေတော့တယ်။ထို့နောက်ပိုင်းကစပြီးရွာတွင်ဒေါနာကိုမတွေ့ရတော့တချို့ကတော့သူကဲ့သည့်တိုက်ချိန်စာများမိပြီး
သိဆုံးသွားခြင်းဖြစ်ဟုထင်ကြီးဖေးကြတော့လဲပြည်သူများရည်ရည်လဲလဲမပြောနိုင်ကြပြီတုတ်တန်တွင်သူ့ဘရာစာမရှိတော့တဲ့ဖြင့်ရွာသားများကိုယ်တိုင်ကျင်းသူကမြေချပေးနေရလေတယ်ဒေါနာတို့နေခဲ့တဲ့တုတ်တန်လယ်မှဇရက်ကလေးမှလည်းယိုရင်းပြက်စီး၍နေလေတယ်ဒီနေ့တော့ရွာမအတုပတစ်ခုချရတယ်ရွာသားများကကျင်းကိုကြိုတင်တူးရတဲ့တရက်ကြိုပြီးလာခဲ့လေတယ်ရွာသားတယောက်ကဇရက်ကလေးစီတို့အမတ်မထင်ကြည့်မိရမှာထိုဇရက်ကလေးတောင်းတွင်ဆောင်းစုပ်ကြီးတစ်ထည်ဖြင့်ဖုံးအုပ်ထားသည်ကိုတွေ့လိုက်ရတယ်ထို့ကြောင့်လန့်ကြည့်ရမှအလွန်ပိန်လိပြီး၆ကတေဆုံးနေသည့်ဒေါနာ၏ရုပ်အလောင်းကိုတွေ့လိုက်ရလေတယ်ကျင့်စဉ်များတွင်ကောင်းသည့်ကျင့်စဉ်များရှိသလိုမကောင်းသည့်ကျင့်စဉ်များစွာလည်းရှိတယ်ထိုအထက်ကမှမကောင်းသည့်ကျင့်စဉ်တစ်ခုကိုကျင့်မိသည့်ဒေါနာနှင့်သူ၏မွေးစားဖေဦးစော၏ဘွားနိကုံအဆုံးတက်ကတော့မလာခဲ့ပြီအဆုံးထိနားထောင်ပေးခဲ့တဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးနှိပ်ပြီးဘေးနားအချက်ပြခေါင်းလုံးလေးနှိပ်ခဲ့ပေးပါဦးနော်